မိသားစုချင်းသဘောတူစီစဉ်ပေးခဲ့တဲ့လက်ထပ်ပွဲကြောင့်မလို့ကျွန်တော်ကင်းချန်မျိုးရဲ့ထိတ်တန်းတိုင်းဝိုင်းကအမျိုးသမီးကြီးဖူရန်ရန်နဲ့လက်ထပ်ခဲ့ရတာပါဒါပေမဲ့လည်းကျွန်တော်ဟာသမုတ်တရားချပြီးဝေးကွာနေတဲ့သူမရဲ့မျက်နှာရသူနေရာမှာအစားထိုးခံထားရတဲ့ရုပ်သေးရုပ်တရုပ်ပဲဆိုတာကိုကိုကောင်းကောင်းကြီးသိနေခဲ့ပါတယ်ခုတော့သူမရဲ့အချစ်ဦးကနိုင်ငံထဲကိုပြန်ရောက်လာတော့မှမလို့ကျွန်တော်လည်းထွက်ခွာပေးဖို့အချိန်တန်ပြီလို့ခံစားလိုက်ရတယ်သူမတန်တရားမဝင်သွားအောင်လို့အတုံးဆောင်ပစ္စည်းနှင်းငယ်နဲ့အတူရွှေချောင်းတွေစေတနာကြီးငွေသားနှင်းငယ်ပဲရိုးရိုးရှင်းရှင်းကြိုးပုတ်အိတ်ထဲထည့်ယူခဲ့လိုက်တဲ့အိမ်နဲ့ဆက်သွယ်လို့ရမယ့်တဲလုံစတစ်ခုမှမကြံခဲ့ချင်တာမလို့အထောက်ထားစာရွက်စာတမ်းတွေကိုတော့မယူခဲ့တော့ပါဘူးဒီလိုနဲ့ပဲကျွန်တော်အတွက်နောက်ဆုတ်လမ်းကိုကြိုတင်ပြင်ဆင်ထားခဲ့တာပါဝေးလံခေါင်တည်တဲ့မြို့ငယ်လေးတစ်မြို့ကိုကြိုတင်ရွေးချယ်ထားပြီးပတ်ဝန်းကျင်အသစ်မှာတယောက်တည်းအေးအေးဆေးဆေးစတင်နေထိုင်ဖို့ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်အိမ်ကနေထွက်ခွာခါနီးစက္ကန့်ပိုင်းလေးမှာပဲဖူရန်ရန်ကကျွန်တော်ရင်ခွင်ထဲကိုရုတ်တရက်တိုးဝင်ဖက်ရမ်းလိုက်ပြီးယူသွစွာပဲကျွန်တော်ခန္ဓာကိုယ်ပေါ်မှာအမတ်သားတွေခြံရိပ်ခဲ့ပြန်တယ်ပြီးတော့မှစိုးရိမ်ပေးတယ်လို့စကားတွေပြောရင်ကျွန်တော်ကြောဖို့အိတ်ကိုဖွင့်စစ်ကြည့်နေပေမဲ့သူမရဲ့မျက်ဝန်းထဲမှာတော့စမ်းသက်စစ်ဆေးခြင်းနဲ့အရေးအယောင်တွေပြည့်ပါပဲကျွန်တော်ကတော့သူမရဲ့ဒီလိုတရုပ်ဆောင်မှုတွေကိုကြင်ကြံနေပြီးမလို့မရှက်ပဲငြိမ်ငြိမ်လေးစောင့်ဆိုင်ပေးနေခဲ့ပါတယ်သူမရဲ့ပရိယေတွေပြီးဆုံးသွားချိန်မှာတော့တဘာဝကြပဲအလိုက်တင်လေးတုံ့ပြန်နှမ်းရှိုက်ပေးလိုက်ပြီးသူမစီကနေအတူအယောင်ယူရစကားလေးကြားရဖို့စောင့်မျှော်နေခဲ့မိတာပေါ့ယောက်ျားလေးမာရဲနော်ဆိုတဲ့စကားတန်ဒါပေမဲ့လည်းသူမကရေမောလိုက်ရင်ပစ္စည်းတစ်ခုကိုထုတ်ယူကကျွန်တော်လက်မှာဝစ်ဆင်ပေးလိုက်ပါတယ်ယောက်ျားဒါကမင်းအတွက်တီးတက်အော်ဒါမှာပြီးလုပ်ပေးထားတဲ့အမတ်တရလက်စွပ်လေးပါအမြဲတမ်းဝတ်ထားတော့ညဘက်ရောက်ရင်ငါလာခေါ်မယ်ကျွန်တော်ရဲ့ရင်ထဲမှာရေခဲရိုက်ခံလိုက်ရတယ်လို့အေးဆက်သွားပြီးအတင်းကျပ်စိတ်ကိုထိန်းချုပ်ကအင်းဆိုတဲ့စကားတစ်ခုနဲ့ကိုပဲမနှဲညစ်ထုတ်လိုက်ရပါတယ်မွန်လွယ်ပိုင်းအစားတောက်စားပြီးချိန်မှာတော့သွားမဲ့လမ်းကြောင်းမတူဘူးဆိုတဲ့အကြောင်းပြချက်နဲ့သူမကိုဝေးမှခြံထားခဲ့ပြီးတက္ကစီတစ်စီးပေါ်ကိုမြင်းမြတ်ဆက်ဆန်းတက်စီးလိုက်တဲ့နောက်ကြည့်မှန်ထဲမှာတဖြည်းဖြည်းတင်းငယ်သွားတဲ့ကားမဲရောင်လေးကိုကြည့်ရင်ကျွန်တော်ရဲ့အကြည့်တွေကလက်ကောက်ဝစ်စီကိုပြန်ရောက်သွားခဲ့ပါတယ်။သူမစီကနေစွန့်ခွာဖို့ဆုံးဖြတ်ထားပြီးမှတော့ဒီလက်စွပ်ကိုဆက်ထားစရာအကြောင်းမရှိတော့ပါဘူး။ဒါပေမဲ့ဒီလက်စွပ်ကအထူးပြုလုပ်ထားတဲ့တော်နဲ့မှချွတ်လို့ရတာပါ။ဒါပေမဲ့လည်း professional သမားတွေစီသွားရင်တော့ဒါကပြဿနာမဟုတ်တော့ပါဘူး။စိတ်ကူးရတာနဲ့စိတ်ထီရဲ့မောရှိမှာကားကိုချက်ချင်းရက်ခိုင်းလိုက်ပါတယ်။ရှေ့ကမော်တကားဝမှာခဏရက်ပေးပါတခင်လေးမမကြီးကလမ်းကူးလက်မှာကားမရရဘူးလို့မှားထားပါတယ်။သူမဒီလိုပြောမယ်ဆိုတာကိုကြိုတင်ခံမှန်းထားပြီးသားမလို့စိတ်မလှုပ်ရှားပဲဖုန်းကိုအေးအေးဆေးဆေးထုတ်ယူလိုက်တယ်ပြီးတော့ဖူရန်ရန်ကျွန်တော်ကိုလက်ဆောင်ပစ္စည်းတွေဝယ်ခိုင်းခဲ့စဉ်ကအတန်ဖိုင်ကိုဖွင့်ပြလိုက်ပါတယ်။အတန်ဖိုင်ထဲကဖူရန်ရန်ရဲ့အတန်ထွက်လာတာနဲ့ကားဆရာလည်းချွေးစိမ့်တွေပြန်လာပြီးကားကိုလမ်းဘေးမှာချက်ချင်းရပ်ပေးလိုက်ရတော့တာပါပဲ။ဒါပေမဲ့ကျွန်တော်ကားပေါ်ကဆင်းလိုက်တာနဲ့ကားဆရာကပါအနောက်ကနေကပ်ပါလာခဲ့ပါတယ်ခါဆောင်မှာလက်စွပ်များဖြုတ်ပေးပြီးပြင်ပေးသည်ဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားတဲ့ဆိုင်းတစ်ဆိုင်ကိုတွေ့တာနဲ့တောင်းဝင်သွားလိုက်တဲ့ဆိုင်းပိုင်ရှင်အဖိုးကြီးကအေးဆက်ဆက်နဲ့ခေါင်းတော်မမော့ပဲမေးလိုက်ပါတယ်လက်စွပ်ဝယ်မလို့လားကျွန်တော်ခေါင်းကြီးပြလိုက်ပြီးမှန်ကောင်းတာရှိမှအကြာကြီးရွေးချယ်ခြင်းအောင်ဆောင်ရင်ဒါလေးပေးပါလို့ပြောလိုက်တယ်သူကလက်စွပ်ထုတ်ပြီးတဲ့အခါကျွန်တော်ရဲ့လက်ကောက်ဝတ်ကိုမြှောက်ပြလိုက်ပြီးအဖိုးကျွန်တော်ဒီဘက်လက်မှာဝတ်ချင်လို့ပါအခုဝတ်ထားတဲ့လက်စွပ်ကဖြုတ်လို့မရဖြစ်နေလို့ကူညီပြီးဖြုတ်ပေးလို့ရမလားအဖိုးကြီးကမစင်စားပဲချက်ချင်းခေါင်းကြီးလက်ခံလိုက်ပါတယ်ဒါပေမဲ့ပစ္စည်းစုံပါတဲ့တစ်တာကိုမုံယူလိုက်ပြီးကျွန်တော်လက်ကောက်ဝတ်ပေါ်ကလက်စွပ်ကိုကြည့်လိုက်မိတဲ့အချိန်မှာတော့သူ့ရဲ့မျက်လုံးတွေအမူအရာပြောင်းလဲသွားပြီးကျွန်တော်မျက်နှာကိုပြန်ကြည့်လိုက်ပါတယ်လူငယ်ဒီလက်စွပ်ရဲ့တောချိတ်ကအထူးပြုလုပ်ထားတာပဲတော့မရှိရင်ထိခိုက်မှုမရှိပဲဖြုတ်လို့မရဘူးချွတ်ချင်ရင်တောချိတ်ကိုဖျက်ဆီးပြစ်မှရမယ်ကျွန်တော်ခဏမြတိုင်ပတ်သွားပြီးမှဖျက်ဆီးလိုက်ပါအဖိုးလို့ပြောလိုက်တယ်ဒီတော့မှအဖိုးကြီးရဲ့ရင်ထဲမှာအရာအလုံးကိုသဘောပေါက်သွားတော့တာပါဒီလက်စွပ်ကိုသူဘယ်လိုလုံးမမှတ်မိပဲရှိပါမလဲဒါကလွန်ခဲ့တဲ့နှစ်အတော်ကြာကဖူရန်ရန်အတွက်သူကိုယ်တိုင်တီးတန့်ပြုလုပ်ပေးခဲ့တဲ့လက်စွပ်လေးအချစ်ဆုံးသူကိုပဲဝစ်ဆင်ပေးရမယ့်ပစ္စည်းမျိုးပါအခုတော့သူ့ရှိကလူငယ်လေးဟာဒီဆက်ဆံရေးကနေလွတ်မြောက်ဖို့အတွက်အသေးအတန်စူးစမ်းနေတာကိုသူသဘောပေါက်သွားခဲ့ပြီဖြစ်ပါတယ်မိနစ်30ကြာမှတော့လက်စွပ်ကအောင်မြင်စွာဖြုတ်ထွက်သွားခဲ့ပါပြီကျွန်တော်မျက်ဝန်းထဲကဝမ်းမြောက်ဝမ်းသာဖြစ်မှုကိုလုံးဝဖုံးကွယ်မထားနိုင်တော့ပါဘူးပတ်စံရှင်းပြီးတာနဲ့ချက်ချင်းအပြင်ကိုထွက်လာခဲ့လိုက်တယ်တန်မိုးကူလီပေါင်းများစွာရှိတဲ့ဒီလက်စွပ်ကိုတုံဆိုင်မှုမရှိဘဲအမိုက်ပုံးထဲကိုပစ်ထည့်လိုက်တာကိုအနောက်ကပါလာတဲ့ကားဆရာကအံ့အားသင့်စွာနဲ့ကြည့်နေခဲ့ပါတယ်ကျွန်တော်ကားပေါ်ပြန်တက်လိုက်တဲ့အချိန်မှာပဲမော်ရဲ့အေယာမစခရင်ကြီး၄ခုလုံးမှာဗီဒီယိုတစ်ခုပြိုင်လူပေါ်ထွက်လာခဲ့ပါတယ်ဒါကအခုတလောရေပန်းစားနေတဲ့မင်းသားတစ်ချင်းရှူဟွန်းရဲ့မျက်နှာပါပဲကျွန်တော်ရင်ထဲမှာမချီမဆန့်ခံစားလိုက်ရပါတယ်ဖူရန်ရန်ရဲ့အချစ်ဦးဆိုတာသူပေါ့ဒီမိုမှာဖူမီသားစုကအဆုရှယ်ယာအများဆုံးပိုင်ဆိုင်ထားတာမလို့ဒီကြောညာကိုဘယ်သူတင်ပေးတယ်လဲဆိုတာစဉ်းစားစရာပဲမလိုတော့ပါဘူးဒီအချိန်မှာပဲကျွန်တော်ဖုန်းကအဆက်မပြတ်တုံခါလာခဲ့တယ်ဖူရန်ရန်ဆက်တာပါတီနေရပျောက်သွားတာကိုသူမရိပ်မိသွားတာဖြစ်ရမယ်ဖုန်းကြခါနီးစက္ကန့်ပိုင်းမှာပဲကျွန်တော်ဖုန်းကိုကင်လိုက်ပါတယ်ဟယ်လိုယောက်ျားမင်းမော်ကိုရောက်နေတာလားသူမရဲ့အတန်မှာဝမ်းတာတာဒေါသထွက်တာမျိုးဘာခံစားချက်မှမပါပါဘူးကျွန်တော်တင်းပေါက်အပြင်ဘက်ကိုကြည့်ရင်ရင်ထဲကပူပန်မှုကိုထိန်းချုပ်ကပြန်ဖြေလိုက်တယ်အင်းလမ်းတွေပိတ်နေလို့ခဏမြတိတ်ဆိတ်သွားပြီးနောက်သူမကယုံကြည်သွားခဲ့ပါတယ်ဒါဆိုအိမ်ရောက်ရင်ဖုန်းပြန်ဆက်လိုက်နော်ဖုန်းကျသွားတော့မှအိမ်ကစီကရောက်နေတဲ့စာတွေကိုကျွန်တော်မြင်လိုက်ရတာပါချူချူနိုင်ငံနဲ့ပြန်ရောက်လာပြီးနေနဲ့ရှောင်ပေးပါအိမ်ကိုမပြန်လာနဲ့တော့ကျွန်တော်တင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်မိတယ်နောက်ကျသွားခဲ့ပြီးကားကအိမ်ဝင်းထဲကိုဝင်ရောက်လာခဲ့ပြီးလေအိမ်ထိန်းကကျွန်တော်ကိုမြင်တာနဲ့မျက်နှာတစ်ပြင်လုံးပြည့်ယွင်းသွားပြီးရေပုံးကိုပစ်ချကအိမ်ထဲကိုအပြေးလွှားဝင်သွားခဲ့ပါတယ်ကျွန်တော်ကြောပိုးအိတ်ကိုလွှဲပြီးကားပေါ်ကဆင်းလိုက်တဲ့အိမ်ထဲကိုတော့မဝင်ရသေးခင်မှာပဲလူတစ်ယောက်ကဒေါသတကြီးထွက်လာခဲ့ပါတယ်နင်ကောင်းကောင်းမွန်မွန်မနေတတ်ဘူးလားဘာလို့စိတ်တဆဖြစ်ပြီးအိမ်ကိုပြန်လာရတာလဲကျွန်တော်ရင်ထဲမှာနာကျင်မှုတွေအပြည့်နဲ့ဝမ်းနည်းသွားခဲ့ရပါတယ်
မေကျွန်တော်ကသာချူမီတာစုရဲ့ရင်သွေးရင်းချဖြစ်ပေမဲ့သူတို့ကတော့မွေးစားထားတဲ့ချူချူကိုပဲပတ်လိုက်ခဲ့ကြတာပါလွန်ခဲ့တဲ့9နှစ်ကကျွန်တော်မွေးနေ့ပွဲမှာချူချူကကျွန်တော်စီတမင်တက်ကတ်တွေခဲ့လို့ကျွန်တော်ကညှင်းပယ်ခဲ့တာကိုပတ်ဝန်းကျင်အခြေအနေကိုမစုံစမ်းပဲမိဘတွေကကျွန်တော်ကိုပဲတာဝန်မဲ့စွာအပြစ်တင်ခဲ့ကြပါတယ်ဘယ်တော့မှကျွန်တော်ရဲ့ရှင်းပြချက်ကိုနားမထောင်ခဲ့ကြပါဘူးဒါနဲ့ပဲကျွန်တော်ဟာမိသားစုရဲ့အတုံးချခံဖြစ်လာခဲ့ရပြီးဖူရန်နဲ့အတင်းကျပ်လက်ထပ်ပေးခြင်းခံခဲ့ရတာပါနင့်ညီမကအခုဆိုအောင်မြင်မှုတွေရနေပြီလေငါနင့်ကိုမပြန်လာနဲ့လို့ပြောထားတာမဟုတ်ဘူးလားနင်ဘာလို့ဒီလောက်တောင်မျက်နှာပြောင်ရတာလဲရက်ဆက်လာတဲ့မိခင်ဖြစ်သူကိုကြည်ရင်ကျွန်တော်ရဲ့ဒဏ်ရာတန်ချက်တွေနဲ့ပြည့်နှက်နေတဲ့နှလုံးသားဟာလုံးဝအေးဆက်သွားခဲ့ပါပြီကျွန်တော်အိတ်ကက်ထဲကနေအဖိုးရဲ့တည်တန်းစာကိုထုတ်ပြလိုက်တယ်အဖိုးကျွန်တော်အတွက်ပေးခဲ့တဲ့ပစ္စည်းတွေကိုလာယူတာပါမိကစက္ကန့်ပိုင်းများအံ့အားသင့်သွားပြီးနောက်မထီမဲ့မြင်အကြည့်တွေနဲ့နင်ကဖူမီသားစုရဲ့တမီးကြီးနဲ့တောင်လက်ထပ်ထားပြီးပြီပဲဒီအမွေနဲ့နည်းနည်းလေးကိုလာပြီးလောဘတက်နေရသေးတာလားကျွန်တော်သူမနဲ့ထပ်ပြီးစကားအပူတွေမပြောချင်တော့ပါဘူးကျွန်တော်ကားတစ်စီးနဲ့ငွေသား2သိန်းပဲယူမယ်အခုချက်ချင်းပေးပါသူမကခဏမျှစဉ်းစားလိုက်ပြီးမျက်လုံးများဝေးဝိုက်သွားပါတယ်အဖိုးချန်ထားခဲ့တဲ့အစုရှယ်ယာ90ရာခိုင်နှုန်းနဲ့အိမ်ယာတိုက်ခန်းပေါင်းများစွာနဲ့ရှင်းလိုက်ရင်ဒီတောင်းဆိုချက်ကလုံးဝတင်းငယ်လို့နေတာကိုချက်ချင်းဆိုသလိုပဲသူမရဲ့မျက်နှာကပြုံးရွှင်သွားခဲ့ပါတယ်စောင့်နေငါလူလွတ်ပြီးတွားယူခိုင်းလိုက်မယ်သူမကကားတော့နဲ့ငွေသားတွေကိုယူပေးခဲ့တယ်လို့ကြံရှိတဲ့အမွေနှစ်ဆိုင်ရာခွင့်ရေးတွေကိုစွန့်လွတ်ကြောင်းစာချုပ်ကိုပါတခါတည်းထုတ်ပေးခဲ့ပါတယ်အိမ်ထိန်းကတော့ဘေးနားမှာရက်ကြည့်ရင်ယောက်ျားဆန်ဆန်ပရိယေတွေနဲ့အပြုံးဆိုးတွေဖုံးကွယ်ထားခဲ့တာပေါ့လွန်ခဲ့တဲ့နှစ်တွေကလည်းဒီအိမ်ထိန်းကပဲအဓိကတဲလုံစားတွေကိုတမင်ဖုံးကွယ်ထားပြီးအလွဲသုံးစားလုပ်ကမိဘတွေကိုကျွန်တော်ပေါ်အထင်မြင်လွဲမအောင်လှုပ်ဆောင်ခဲ့တာပါဒါကြောင့်လဲကျွန်တော်ဟာမိသားစုရဲ့ပြစ်ပယ်ခြင်းကိုရေရှည်ခံခဲ့ရပြီးနောက်ဆုံးမှာမာနကြီးပြီးရင်နွေးပူနဲ့လောင်းတလို့ကြောက်စရာကောင်းတဲ့ဖူမိသားစုသမီးကြီးနဲ့လက်ထပ်ဖို့ပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ချူမိသားစုအိမ်တကားကနေထွက်လိုက်တာနဲ့ဖုန်းစင်းကတ်ကိုချက်ချင်းချိုးပစ်လိုက်တယ်ဖူရန်စီကလာထားတဲ့မကိုင်းဖြစ်ခဲ့တဲ့ဖုန်းကော69ခုကိုကြည်ရင်ရင်ထဲမှာလွတ်လပ်မှုကိုအပြည့်အဝခံစားလိုက်ရပါတယ်ကျွန်တော်လန်ခီကိုမနာရမ်းမောင်းနှင်ခဲ့ပြီးကြိုတင်ဘုတ်ကင်လုပ်ထားတဲ့မြို့ငယ်လေးစီကိုညရင်းချင်းထွက်ခွာလာခဲ့လိုက်တယ်အဝေးကနေကြည့်လိုက်တော့ကြောက်စာတိုင်းဘေးမှာအမျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်မစ္စတာချူကျွန်တော်ကောင်းညှိပြလိုက်တယ်သူမကကျွန်တော်ကိုတတိတချင်းလက်ဆောင်ပေးပြီးကားပေါ်တက်ထိုင်လိုက်ပါတယ်ကားလေးကချန်စီယိုမှာနှင်းစီပန်းတွေဝေစာစွာပွင့်နေတဲ့အိမ်လေးတစ်အိမ်ရှိမှရက်တန့်သွားခဲ့ပါတယ်အိမ်လေးက3ထပ်တိုက်လေးဖြစ်ပြီးခြံဝန်းထဲမှာရေပန်းစင်တဲ့စမ်းကြောင်းလေးရှိကငါးမျိုးမျိုးကိုလည်းမွေးမြူထားပါတယ်လီရှောင်းယူကကျွန်တော်ရဲ့အိတ်တွေကိုဒုတိယထပ်အထိကူညီတယ်ပေးပြီးတကားဝမှာရင်ကျေးစွာပဲရက်ဆောင်ပေးခဲ့ပါတယ်သူမစင်ကြံအဆုံးထိပျောက်ကွယ်သွားတာကိုကြည့်ပြီးမှကျွန်တော်အိတ်ကိုတွန်းပြီးအခန်းထဲဝင်ခဲ့လိုက်တယ်ဒီအချိန်မှာပဲကင်းချံမျိုးကချူမီသားစုအိမ်မှာတော့လေတုကအမှောင်ထုလိုဖိစီးနေခဲ့ပါတယ်ဘာလို့လဲဆိုတော့ဖူရန်ရောက်လာခဲ့လို့ပါပဲခုနကတင်ခန်းသားထဲဝါနေတဲ့ဗီလာအင်ကြီးဟာအခုတော့ရစရာမရှိအောင်ပယံပါတာဖြစ်နေခဲ့ပါပြီအဖိုးတန်ပစ္စည်းတွေမြေပြင်ပေါ်မှာပြန့်ကျဲနေပြီးကျွန်တော်မိဘတွေကတော့ကြောက်ရွံ့တုန်လို့စွာနဲ့မတည့်ရနေကြရပါတယ်ဖူရန်ကတော့လုံးဝပျက်စီးမသွားသေးတဲ့တခုလေးသောဆိုဖာပေါ်မှာထိုင်နေပြီးတအိမ်လုံးရဲ့လေတုကမုန်းချက်စရာကောင်းလောက်အောင်အေးဆက်နေခဲ့ပါတယ်မြို့ငယ်လေးစီရောက်ရှိလာတာ2ရက်ရှိသွားခဲ့ပါပြီဒီကအေးချမ်းမှုတွေကကျွန်တော်ရဲ့စိုးရိမ်ပူပန်မှုတွေကိုကုစားပေးနိုင်ခဲ့ပေမဲ့ညဘက်ရောက်ရင်တော့ဘေးနားမှာဟာလာဟင်းလင်းဖြစ်နေတာကြောင့်အိမ်မပျော်နိုင်အောင်ဖြစ်ခဲ့ရပါတယ်ဒီနေ့မနက်စောစောမှာတော့မနက်စာစားတောက်ပြီးတာနဲ့ကင်မရာတစ်လေးကိုကင်ပြီးအပြင်ထွက်လာခဲ့လိုက်တယ်လူငယ်လေးအပြင်ထွက်မလို့လားဒေါ်တကြားလုံးနှလုံးလောက်ပေးပါဒေါ်ကလက်ကိုဝေးရန်ပြလိုက်ပြီးနင့်ဟာနေယူပါပတ်စံပေးစရာမလိုပါဘူးကျွန်တော်ခဏမျှကြောင်သွားခဲ့တယ်ဒီမြို့ငယ်လေးကလူတွေကသဘောကောင်းလာကြည်လားဒါဆိုကျွန်တော်မအားနာတော့ဘူးနော်ကျေးဇူးပါဒေါ်ကကျွန်တော်ကိုပြုံးပြရင်စပွဲပေါ်ကစာရွက်လက်မှတ်လေးတွေကိုလှမ်းကြည့်လိုက်ပါတယ်ဒါနဲ့လူငယ်လေးဒီညရွှေရှမ်းဖန်းဘက်မှာမိပုံပွဲတော်ရှိတယ်လေနင်တွားကြည့်ချင်လားကျွန်တော်နည်းနည်းဇာဝေဇဝါနဲ့ပြန်လဲကြည့်ပြီးမိပုံပွဲတော်ဟုတ်လားအေးလေတို့မျိုးရဲ့အထူးပွဲတော်ပေါ့လူတွေအများကြီးစုပြီးတချင်းဆိုကားကြတာအရန်စီကားတာပဲပြောဆိုနဲ့ပဲသူမကလက်မှတ်တစ်စောင်ကိုကျွန်တော်လက်ထဲထည့်ပေးခဲ့ပါတယ်ကျွန်တော်လည်းကျေးဇူးတင်စကားပြောပြီးတင်ထားလိုက်ရတာပေါ့လမ်းမှာပုတ်ပြီးကပရိဝင်တကားတစ်ခုကိုဖျက်သွားမှာတော့ဒေါ်ပြောခဲ့တဲ့ရွှေရှမ်းဖန်းဆိုတာကိုကျွန်တော်ချက်ချင်းမေ့သွားခဲ့ပါတယ်ပွဲတော်ကဒီနားမှာနေရှိတာပေမဲ့ဒီနေ့တော့အရှိဘက်တောင်ကုန်းပေါ်သွားပြီးမုံညင်းပန်းတွေကိုတပ်ပုံရိုက်ဖို့ပြင်ထားတာပါမနေ့ကညနေပိုင်းတုန်းကလီရှောင်းရီကကျွန်တော်တပ်ပုံရိုက်ချင်တယ်လို့ကြားတော့အဲ့ဒီဘက်ကမုံညင်းပန်းကင်းကြီးကအဝါရောင်တွေဝေးစားနေတာအရန်လာတာပဲလို့ပြောပြခဲ့တာကိုဒါပေမဲ့တောင်ကုန်းကကျွန်တော်ထင်ထားတာထက်အဝေးကြီးဖြစ်နေခဲ့ပါတယ်တောင်ထက်ရောက်တော့တိုက်ခတ်လာတဲ့လေပြေကအင်ဂျီစားတွေကိုလွင့်ခါသွားစေပြီးပင်မသမားတွေကိုချက်ချင်းပျောက်ကွယ်သွားစေခဲ့တဲ့တပ်ပုံရိုက်နေတော့မှပဲထူးထူးခြားခြားတစ်ခုကိုသတိထားလိုက်မိပါတယ်ဟာဒီမှာဖုန်းလိုက်မိနေပါလားနောက်တစ်စက္ကန့်မှာပဲစာရီအမြောက်များစက်တိုက်ဝင်လာခဲ့တော့တာပါပဲဖုန်းပိတ်ပစ်ချင်ပေမဲ့ဖူရန်နဲ့ချင်းရှူဝန်းတို့ရဲ့အမီတွေကိုမြင်လိုက်ရပါတယ်မတော်တဆ post တစ်ခုကိုနှိပ်မိလိုက်တဲ့အခါသူတို့နှစ်ယောက်ရဲ့မျက်နှာပေါ်ကအပြုံးတွေကတစ်ထက်တည်းကျနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ကတော့အသေးအတန်ထွက်ပြေးနေရပေမဲ့သူမကတော့အေးအေးဆေးဆေးပဲအခြားသူတယောက်နဲ့ပြုံးပြော်ရင်မော်လို့နေနိုင်ခဲ့တာပေါ့ကျွန်တော်လည်းမမြင်ချင်တာနဲ့ဖုန်းကိုချက်ချင်းပိတ်ပစ်လိုက်တယ်မွန်းလွဲပိုင်းအိမ်ပြန်ရောက်တော့လီရှောင်းရီထမင်းဟင်းချက်ပြုတ်ပြီးချိန်နဲ့အတော်ပါပဲကျွန်တော်လက်ဆေးပြီးကူညီပေးမလို့အသွားမှာခြံဝန်းထဲကဝူဆရာကြီးကိုလှမ်းမြင်လိုက်ရပါတယ်ဘေးအိမ်ကလီဖေးကလီရှောင်းရီကိုကြည့်ပြီးမမကြီးကဒီညဖျော်ဖြေပွဲသွားမလို့တဲ့လို့ပြောလိုက်တော့လီရှောင်းယူရဲ့မျက်နှာလေးရှက်သွေးဖြန်းသွားပြီးဟင်းပွဲတွေကိုမြ мян ဆဆန်တဲထုတ်သွားခဲ့ပါတယ်လီဖေးကကျွန်တော်ဘက်လှည့်လာပြီးဒါနဲ့
မစ္စတာချူဒီညမီးပုံပွဲတော့တွားကြည့်မလို့လားကျွန်တော်ကောင်းကြီးပြလိုက်တယ်မနက်ကအရှိဘက်ကတော်တော်ကလက်မှတ်ပေးထားတယ်လေဒါဆိုထမင်းစားပြီးရင်ခဏနေအတူတူတွားကြတာပေါ့ည9 နာရီမှာတော့လမ်းမီတိုင်အောက်မှာလီဖေးကိုစောင့်နေခဲ့ပါတယ်သူကဆိုင်ကယ်နဲ့ကျွန်တော်ကိုတင်ခေါ်သွားခဲ့တာပါရောက်ချင်းမှာပဲသူ့ကိုလူတစ်ယောက်ကအကူအညီတောင်းလို့ပါသွားခဲ့ပြီးကျွန်တော်အတွက်အကောင်းဆုံးကြည့်ရှုလို့ရမယ့်နေရာတစ်ခုကိုအလင်းအမြန်ရှာပေးခဲ့ပါတယ်ဒီမှာပဲထိုင်နေနော်ကျွန်တော်အရင်သွားလိုက်အောင်မယ်ဘေးနာကအကိုကြီးကပြူးပြူးငါငါပဲကျွန်တော်ကိုနှုတ်ဆက်လာပါတယ်လူငယ်လေးကကင်းချန်မျိုးကမဟုတ်လားတကယ်ကိုချုံမောတာပဲကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားပြီးဒွေးဟာစိတ်နဲ့ခေါင်းညှိပြလိုက်မိတယ်ဒါပေမဲ့သူ့ရဲ့နောက်ထပ်စကားတစ်ခွန်းကြောင့်ကျွန်တော်ရဲ့တွေးတွေပြောင်းပြန်စီးဆင်းသွားခဲ့ရပါတယ်စောစောကလမ်းမှာလဲကင်းချန်မျိုးကလာတဲ့လူအချို့ကိုတွေးလိုက်သေးတဲ့ဝတ်စားဆင်ရင်မှုတွေကတန့်ပြန့်လိုက်တာများအထူးသဖြင့်အရှိဆုံးကအမျိုးသမီးလေးပေါ့ကွာငါဖြစ်အဲ့ဒီလောက်လာတဲ့အမျိုးသမီးမျိုးကိုတခါမှမမြင်ဘူး TV ထဲကရုပ်ရှင်မင်းသမီးအတိုင်းပဲဟောဟိုဘက်မှာရက်နေတဲ့သူလေးသူလက်ညှိုးထိုးပြရကိုလှမ်းကြည့်လိုက်တာနဲ့ကျွန်တော်ရဲ့မျက်လုံးတွေပြူးကျသွားခဲ့ရပါတယ်မိဘုံရဲ့အလင်းရောင်အောက်မှာရက်နေတဲ့အဲ့ဒီအမျိုးသမီးကြောင့်ရင်ဘက်တစ်ခုလုံးတုံးလို့သွားခဲ့ရတာပါကျွန်တော်မျက်နှာကိုချက်ချင်းကုန်ပစ်လိုက်တယ်ဒါပေမဲ့ကျွန်တော်လက်ထဲမှာလီဖေးရဲ့ပစ္စည်းတွေပါနေသေးတာမလို့ဒီအတိုင်းထွက်သွားလို့မရပါဘူးလူအုပ်ကြီးထဲမှာလီဖေးကိုအသေးတန်ရှာဖွေကြည့်ပေမဲ့လူတွေတယောက်ရက်နဲ့မလို့သူ့အရေးအယောင်ကိုပင်မတွေ့ရတော့ပါမိဘုံပွဲတော့ပုံမိုစီကားလာပြီးလူအများပြလက်တွဲကကခုံဖို့တိုးဝေးလာကြတော့မှအရှိဘက်ကအမြင်ကိုလုံးဝဖုံးကွယ်သွားခဲ့တာမလို့ကျွန်တော်လည်းခေါင်းပြန်မော်ရဲတော့တာပါဒါပေမဲ့လူအုပ်ကြားယူကြမှုတွေကြားထဲမှာသူမဟာထိုးနေရမှတင်ရက်နေစေပါပဲကျွန်တော်စိတ်တွေလုံးဝအမှောင်ဖုံးသွားခဲ့ရပါတယ်ဒီအချိန်မှာပဲချင်းတိကအဖွဲကတဖြည်းဖြည်းနီးကပ်လာပြီးကျွန်တော်လက်ထဲကိုနှင်းစီပန်းတစ်ပွင့်အတင်းထည့်ပေးသွားခဲ့ပါတယ်ကျွန်တော်ကြောင်နဲ့ခိတ္တရက်ကြည့်နေစင်မှာပဲချင်းတိကအဖွဲထွက်ခွာသွားခဲ့တဲ့ကြောက်တုံးကြီးအနောက်ကနေလီရှောင်းယူထွက်လာတာကိုမြင်လိုက်ရတော့မှကျွန်တော်လုံးဝအံ့အားသင့်သွားခဲ့ရတာပါကျွန်တော်စက္ကန့်ပိုင်းများတိုးဆုံနေပြီးမှသူမအနောက်ကိုချက်ချင်းလိုက်သွားခဲ့လိုက်တယ်လက်ထဲကပစ္စည်းတွေကိုသူမစီအကုန်ထည့်ပေးလိုက်ပြီးအပြန်မှာစပွဲပေါ်ကမိတ်ကပ်ပစ္စည်းတွေကိုလှမ်းမြင်လိုက်ရတော့ယူတူဖွယ်စိတ်ကူးတစ်ခုခေါင်းထဲဝင်လာခဲ့ပါတယ်လီရှောင်းယူကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်တော့ကျွန်တော်နည်းနည်းပိုသုံးလိုက်မယ်နော်လို့ပြောလိုက်တယ်သူမကခေါင်းပေါ်ကကလစ်ကိုချွတ်လိုက်ရင်ငါအရင်ထွက်နေမယ်နော်နင်းထွက်ရင်တကားပိတ်ခဲ့ဦးလို့ပြောပြီးထွက်သွားခဲ့ပါတယ်သူမထွက်သွားတာနဲ့မိတ်ကပ်ဖူးကိုချက်ချင်းကောက်ယူပြီးမျက်နှာပေါ်မှာစီကပ်မရှိလှိမ့်လိမ့်ပစ်လိုက်တယ်ပြီးတော့ပတ်စံ200ကိုထိုးအောက်မှာဖိထားခဲ့ပြီးတကားကိုခိုးကြောင်ခိုးဝက်ပိတ်ကထွက်လာခဲ့လိုက်ပါတယ်မြို့ငယ်လေးရဲ့လမ်းတွေကတကယ်ကိုဝင်ကားပါလို့ပါပဲလမ်းမသိပဲအသေးတန်လျှောက်သွားနေရင်းကနေစက္ကန့်ပိုင်းအတွင်းမှာပဲမူလနေရာကိုပြန်ရောက်လာခဲ့ပြန်တယ်နေရံမှာအမတ်သားတစ်ခုလှုပ်လိုက်စင်ပါပဲအနောက်ကနေအရေးတစ်ခုနီးကပ်လာတာကိုတွေးလိုက်ရတာကြောင့်နှလုံးခုန်တန်တွေပြုံးကနေမြန်ဆန်သွားခဲ့ရပါတယ်နားထဲမှာအပြစ်တင်လို့တဲ့အတန်တန်ကြားလိုက်ရတော့ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်ထားလိုက်မိတယ်မတိစိတ်ကနေထွက်ပြေးဖို့ပြင်လိုက်ပေမဲ့သူမကခက်တွတ်တွတ်လျှောက်လာပြီးကျွန်တော်ရှိမှပိတ်ရက်လိုက်ပါတယ်ကျွန်တော်စိုးရိမ်တုန်လို့စွာနဲ့တတွေးကိုမျိုးချလိုက်မိတယ်ဒါပေမဲ့သူမကတော့ဒေါသထွက်လွန်းလို့ရင်မောလိုက်ပြီးကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီးရုန်းကန်မှုစူးစမ်းလိုက်ပေမဲ့ဖူရန်ရန်ကကျွန်တော်ဘာကိုဆွဲညှစ်လိုက်တာကြောင့်လိမ့်ထားတဲ့မိတ်ကပ်တွေပုတ်ဆွဲခံလိုက်ရပါတယ်ကျွန်တော်မလုံးမလဲနဲ့သူမကိုမကြည့်ရတော့ပါဘူးဖူရန်ရန်ကကျွန်တော်လက်ကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်တဲခုခန်းရောက်တော့ရွှေဝါရောင်ခွေးကြီးတစ်ကောင်ကဟောင်းနေပေမဲ့သူမကတော့ဂယုမဆိုင်ပဲကျွန်တော်ကိုအခန်းထဲကရေချိုးခန်းစီတန်တန်မတ်မတ်ခေါ်ဆောင်သွားခဲ့တာပါဒါပေမဲ့မျက်နှာပေါ်ကမိတ်ကပ်တွေကိုတာမန်ရင်နဲ့စေးကြောလို့မရဖြစ်နေတာကြောင့်သူမမျက်နှာမှာအကူညီမဲ့တဲ့အမူအရာတွေပေါ်ထွက်လို့လာခဲ့ပါတယ်ဒါနဲ့ပဲသူမကအပြင်ကိုခဏပြန်ထွက်သွားခဲ့တယ်သူမထွက်သွားတာကိုအေးဆေးနားထောင်နေပြီးမှတကားကိုဖွင့်လိုက်တဲ့အခါတကားဝမှာရက်နေတဲ့ဖူရန်ရန်ကိုမထင်မှတ်ပဲပြန်တွေ့လိုက်ရပါတယ်သူမကဘာမှမပြောဘဲကျွန်တော်စီတဖြည်းဖြည်းတိုးကပ်လာခဲ့တယ်ဖူရန်ရန်ကကျွန်တော်ကိုတင်းကျပ်စွာဆူစီရင်ကတင်ပေါ်ထိုင်ချလိုက်စီပြီးစကားတခုမှမဆိုပဲလှည့်ထွက်သွားခဲ့ပါတယ်သူမကတကားကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးပိုပိုလိုလိုစကားတွေမပြောတော့ပါဘူးကျွန်တော်ထွက်သွားချင်နေတာကိုသူမကောင်းကောင်းသိနေခဲ့တာပါတကားဝမှာအတန်ကြာငြိမ်ငြိမ်လေးရက်နေရင်သူမရဲ့မျက်ဝန်းထဲမှာစိတ်ပြတ်အားရှုံးမှုတွေအပြည့်ဖြစ်နေခဲ့ပါတယ်အာချမ်းငါမင်းကိုဘယ်လိုလုပ်ရမလဲသူမကမိတ်ကပ်ဖြက်စီးတွေယူလာပေးပြီးတန့်စင်ပေးခဲ့ပါတယ်တနေ့ကုန်လှုပ်ရှားထားရတာကြောင့်လဲပါတာပေါ့ကျွန်တော်လဲစိတ်ကုံလက်ပန်းနဲ့ကတင်ပေါ်မှာပက်လက်ကလထိုင်လို့လဲလျောင်းရင်မသိလိုက်ပဲအိပ်ပျော်သွားခဲ့မိတယ်ဖူရန်ရန်ကကျွန်တော်ရဲ့အိပ်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ရင်တူတူလေးရေရွတ်လိုက်ပါတယ်အာချမ်းမင်းရဲ့နှလုံးသားကကြောက်တုံးနဲ့လှုပ်ထားတာလားခေါင်းပေါ်ကပန်ကာကတော့တချင်းချင်းနဲ့လက်ပတ်နေပေမဲ့အေးမြမှုကိုတော့မဆောင်ကျင်းပေးနိုင်ခဲ့ပါဘူးခဏအတွင်းမှာပဲကျွန်တော်နှဖူးမှာချွေးစိမ့်တွေတီးလာခဲ့ပါတယ်ဖူရန်ရန်ကထောင်ထောင်ထန်စာပို့လိုက်ပြီးဒီမှာအဲကွန်းလာတက်ပေးဖို့လူလွတ်လိုက်ပါလို့စေခိုင်းလိုက်တယ်ထောင်ထောင်ကစားရတာနဲ့ချက်ချင်းပဲလူတွေလွတ်ပေးခဲ့ပါတယ်ဗလာကောင်းကောင်းနဲ့အမျိုးသားအချို့ရောက်လာပြီးငြိမ်ငြိမ်သက်သက်ပဲအဲကွန်းကိုအောင်မြင်စွာတက်ဆင်ပေးသွားခဲ့ကြပါတယ်ကျွန်တော်အေးအေးဆေးဆေးအိပ်ပျော်သွားတာကိုမြင်ရတော့မှဖူရန်ရန်လည်းစိတ်အေးသွားခဲ့ရတာပါသူမမှာအိတ်ချင်စိတ်လုံးဝမရှိတာမလို့အခန်းထဲကပစ္စည်းတွေကိုရှောက်ခွင့်ကြည့်ရင်သူမမမြင်ဘူးသေးတဲ့ကင်မရာတစ်လုံးကိုတွေ့ရှိသွားခဲ့ပါတယ်အာချန်မှာဓာတ်ပုံရိုက်တဲ့ဝါသနာလည်းရှိတာပဲငါကအာချန်အကြောင်းအကုန်လုံးသိနေပြီလို့ထင်ထားခဲ့တာအခုကြည့်ရတာငါအာချန်ကိုဘာမှမသိသေးပါလားတေချာမသိဘူးသူဘာလို့ကျင်တာလဲဘာလို့အမြဲတမ်းထွက်ပြေးချင်နေတာလဲနောက်ပြီးငါအပေါ်ဘလို့ခံစားချက်ရှိတယ်လဲဆိုတာကိုပေါ့သူမကတခါတလေကျွန်တော်ကိုကြိုက်တယ်လို့ပြောတတ်ပေမဲ့အဲ့ဒီအချိန်တိုင်းမှာတော့သူမရဲ့မျက်ဝန်းထဲမှာမတူညီတဲ့ခံစားချက်တွေကိန်းဝတ်နေလေဖူရန်ရန်ကသဘောထားသေးသိမ့်နေဆိုတဲ့သတင်းတွေကြားခဲ့ရတာမဆန်းတော့ပါဘူးကျွန်တော်စီကအတန်မကြားရတော့ဒါနဲ့ပဲငါ့ကိုလစ်လျူရှုထားတော့မှာပေါ့
သူမရဲ့စိတ်ပြောင်းလဲကိုခံစားလိုက်ရတာကြောင့်ကျွန်တော်ခဏမျှတိုးဆုံနေပြီးမှမလို့မလားနဲ့ပဲတိုးသွားပြီးသူမကိုဖက်ပေးလိုက်မိပါတယ်ဖူရန်ရန်ကအလိုက်တိယုံလေးမှလို့ကျွန်တော်ဒီလိုလုပ်လိုက်တာနဲ့ချက်ချင်းပဲပြုံးရွှင်သွားခဲ့တော့တာပါပဲဒီကိုရောက်တာ3ရက်ရှိပြီဖြစ်ပေမဲ့မြို့ထဲကစားတောက်ဆိုင်တွေမှာအစားအသောက်မစားဘူးသေးပါဘူးဖူရန်ရန်စားတောက်ပြီးတော့ကျွန်တော်အစားအသောက်တွေကိုအကုန်အပြည့်ရှင်းလိုက်တာကိုသဘောတကျကြည့်နေခဲ့ပါတယ်အစားတောက်စားပြီးရင်ဖူရန်ရန်ကပြန်ဖို့အကြောင်းပြောတော့မယ်လို့ကျွန်တော်ထင်ထားခဲ့တာပါဒါကြောင့်သူမအမိုက်သွားဖြစ်တဲ့ခဏမှာကတင်ပေါ်ပြန်လဲလိုက်မိတယ်ကျွန်တော်ရဲ့တနာစရာကောင်းတဲ့အခြေအနေကိုကြည့်ပြီးဖူရန်ရန်ကခွင့်လွှတ်ပေးပါစေလို့ကလေးဆန်ဆန်ညှော်လင့်နေမိတာပေါ့ဖူရန်ရန်ကထောင်ထောင်စီစာပို့လိုက်ပါတယ်ဒီအနီးနားကလက်ပတ်စရာနေရာတွေစရင်ကိုပို့ပေးပါကျွန်တော်စိတ်ပါဝင်စားမှုမရှိမှစိုးတာကြောင့်စာရွက်ထုတ်ပြီးကျွန်တော်သဘောထားကိုမေးမြန်းဖို့ပြင်လိုက်ပါတယ်အခန်းထဲဝင်လာပြီးကတင်တောက်မှာကွေးနေတဲ့ကျွန်တော်ကိုတွေ့တော့အနာတိုးသွားပြီးစပင်းတွေကိုပုတ်တက်ပေးရင်အာချမ်းပြီးခဲ့တဲ့ရက်တွေတုန်းကဘာတွေရှောက်လုပ်နေတာလဲကျွန်တော်စိတ်တက်ကြနေတာကြောင့်စကားလုံးဝမပြောချင်ပါဘူးဒါပေမဲ့ဖူရန်ရန်ကလည်းနောက်တစ်ခွန်းဆက်မပြောဘဲစောင့်နေခဲ့တာကြောင့်အေးအေးဆေးဆေးပဲပြန်ဖြေလိုက်တယ်အနီးနားမှာတပ်ပုံသွားရိုက်တယ်ငားများတယ်စက်ကူငှက်လုပ်တယ်ဖူရန်ရန်ကတေချာနားထောင်နေပြီးလက်ပတ်စရာစင်းတွေကအကြောင်းအရာတွေကိုကြည့်ကဘောပင်နဲ့အဲ့ဒီအချက်တွေကိုချစ်ထုတ်လိုက်ပါတယ်အာချမ်းဒီနေ့ရောအထူးလုပ်ချင်တာမျိုးရှိလားကျွန်တော်စကားစပြောမလို့လှုပ်လိုက်ပေမဲ့ရုတ်တရက်အရာတစ်ခုကိုတတိယသွားပြီးမျက်ဝန်းထဲကအလင်းရောင်တွေပြန်လဲမှိတ်ဖြော့သွားခဲ့ရပါတယ်မူလကတော့ရှိတာပေါ့အခုတော့မရှိတော့ပါဘူးလီရှောင်းယူကဒီအနီးနားမှာဆေးဝါးတွေဖော်ဆက်တဲ့ဆိုင်တစ်ဆိုင်ရှိတယ်လို့ပြောပါတယ်အင်းဆက်တွေမချင်းတွေကိုပြေးစေတဲ့ဆေးအိတ်လေးတွေကိုတဘာဝဆေးဝါးတွေနဲ့ကိုယ်တိုင်လုပ်လို့ရတယ်တဲ့ပြီးခဲ့တဲ့ရက်ပိုင်းကချင်းအတိုက်ခံရတာတော်တော်ဆိုးတာမလို့မူလကတော့သွားဆန်းကြည့်မလို့ပါပဲအခုတော့သွားဖို့မလိုအပ်တော့ပါဘူးကျွန်တော်ရဲ့ညှင်းဆန်တဲ့အမူအရာကိုမြင်တော့ဖူရန်ရန်လည်းစိတ်ပါဝင်စားမှုပျောက်ဆုံးသွားခဲ့ပါတယ်အာချမ်းမင်းငါကိုစိတ်တူအောင်လုပ်နေတာလားကျွန်တော်ခဏမျှရက်တန့်သွားပြီးသူမရဲ့ဒေါသကိုထပ်မစွပေးတော့ပါဘူးဖူရန်ရန်ကထိတ်လန့်စရာကောင်းတဲ့အချိန်တွေရှိတတ်ပါတယ်အထူးသဖြင့်ကျွန်တော်ထွက်ပြေးတိုင်းသူမပြန်ဖမ်းမိသွားတဲ့အခါမျိုးမှာပေါ့ကျွန်တော်ထွက်သွားဖို့စူးစမ်းတိုင်းသူမဟာအမြဲတမ်းအလွန်မင်းဝမ်းနေသွားတတ်ပါတယ်သူမဘာမှမပြောဘဲတိတ်ဆိတ်နေတဲ့ပုံစံကိုမြင်ရင်ကျွန်တော်ရင်ထဲမှာမချိမဆန့်လေးလံသွားရတာပါအပြစ်ရှိတယ်လို့ခံစားရတာလားမွန်းကျက်တာလားဆိုတာတော့ရောထွေးလို့နေပါတယ်အာချမ်းငါ့ကိုစကားမပြောဘဲမနေပါနဲ့မင်းပါလို့ချင်တာလဲငါလုပ်ပေးနိုင်တာမှန်သမျှအကုန်အလိုလိုက်ပါမယ်ကျွန်တော်မျက်လုံးအစုံကိုဝေးဝိုက်လိုက်ပြီးရင်ထဲမှာစကလုံးတွေကိုခဏမျှပြင်ဆင်လိုက်တယ်ငါကွာရှင်းချင်တယ်ဖူရန်ရန်ကတကယ်ပဲတေချာမကြားလိုက်ရပဲကျွန်တော်ရဲ့လက်မောင်းကိုဖြည်းဖြည်းချင်းတွေဖတ်လိုက်ပါတယ်ကျွန်တော်ရင်ထဲမှာအကြောင်းရင်းမရှိပဲဖိအားတွေအများကြီးဝင်လာတာမလို့ချောင်းတစ်ချက်ဟန့်လိုက်ပြီးတာမန်အတန်ပမာဏနဲ့ထပ်ပြောဖို့ပြင်လိုက်တယ်ဒါပေမဲ့နှက်ခမ်းကိုဟားလိုက်ရုံရှိသေးကျွန်တော်ရဲ့အကြည့်တွေကဖူရန်ရန်ရဲ့ဝိညာဉ်မဲ့နေတယ်လို့နှက်ဆိုင်လာတဲ့မျက်ဝန်းတွေကိုချက်ချင်းကြားရောက်သွားခဲ့ပါတယ်ကျွန်တော်နှလုံးသားကတုန်လှုပ်သွားပြီးပါးစပ်ဝါရောက်နေတဲ့စကလုံးတွေကိုပြန်လည်မျိုးသိပ်လိုက်ရပါတယ်အကြည့်တွေကိုတင်းတောင်ထားရင်စက္ကန့်ပိုင်းကြာမှအတန်ခတ်တိုးတိုးထွက်လာခဲ့တယ်ငါတယောက်တည်းနေချင်တယ်ဖူရန်ရန်ကစကားတခုံးမှမဆိုပဲစိတ်ပြက်လက်ပြက်အမူအရာနဲ့ကျွန်တော်ကိုငေးကြည့်နေခဲ့ပါတယ်ဘယ်လောက်ကြာသွားမှန်းမသိတဲ့အချိန်မှာပဲသူမကတူတူလေးရေရွတ်လိုက်တယ်မဖြစ်ဘူးကျွန်တော်ရင်ထဲမှာဒေါသလိုက်တစ်ခုတက်လာပြီးစိတ်ယူပေါက်ကသူမရဲ့နှဖူးကိုလက်ညှိုးလေးနဲ့ပုတ်လိုက်မိတယ်ဒါပေမဲ့ကျွန်တော်ရဲ့လက်ချောင်းကိုသူမကချက်ချင်းဖမ်းဆုပ်လိုက်ပါတယ်ကျွန်တော်မျက်ဝန်းထဲမှာမလုံးမလဲအမူအရာပေါ်သွားပြီးသူမကိုမကြည့်ရဲပဲအကြည့်တွေကိုလှည့်လွှဲလိုက်မိတယ်ကျွန်တော်ရဲ့ဒီလိုပုံစံကိုမြင်တော့ဖူရန်ရန်ရဲ့စိတ်တွေလုံးဝပျော့ပြောင်းသွားခဲ့ရပါတယ်အာချန်ဟာသူမအတွက်တော့ဆွဲဆောင်မှုအပြစ်ရှိနေသူပါသူ့ရဲ့လှုပ်ရှားမှုတိုင်းကသူမရဲ့နှလုံးသားကိုလှုပ်ခါနိုင်ခဲ့တာကိုအာချန်အခြားဆူတောင်းတစ်ခုပြောင်းလိုက်ပါပြည့်မြောက်နိုင်မှာမဟုတ်တဲ့ဆူတောင်းမျိုးကိုပြောနေတာဘာအတိတ်ပဲရှိမှလဲဖူရန်ရန်ကကျွန်တော်ကိုကြည့်ရင်ခဏမျှစဉ်းစားပြီးမှဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ပြောလိုက်ပါတယ်လွန်လွန်ကဲကဲမဖြစ်ရင်ရတယ်ဒီတစ်ချိန်မင်းပါပြောငါအကုန်သဘောတူမယ်ကျွန်တော်သူမကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပြီးလေးနက်စွာမေးလိုက်တယ်ငါဒီမှာဘယ်နှစ်ရက်ထပ်နေလို့ရမလဲနှစ်ရက်ဆိုရင်အာချန်ပျော်ရွှင်ရမှာမဟုတ်ဘူးတပတ်ဆိုရင်ရပါပြီတပတ်ဒီထက်ပိုရင်တော့အာချန်စိတ်ရလာလိမ့်မယ်မတော်လို့အာချန်ကဒီနေရာကိုသဘောကျသွားပြီးငါနဲ့ပြန်မလိုက်ချင်ရင်ဒုက္ခတပတ်ဒီလောက်တောင်မြန်ရသလားတပတ်ဆိုတာကျွန်တော်အတွက်တေတန်းစာရေးုံလောက်ပဲချိန်ရမှာပါဖူရန်ရန်ကဘာလို့ဒီလောက်တောင်အလင်းလိုနေရတာလဲအချစ်ဦးကအသေးအတန်အိမ်ပြန်ခေါ်နေလို့ဖြစ်ရမယ်စကားမဆက်သူမကအလုပ်တွေမအားမလက်တဲ့ကြားကနေကျွန်တော်လိုကောင်းဆိုးကိုလိုက်ရှာဖို့အချိန်ပေးခဲ့တာကိုတကယ်ပဲကျွန်တော်ကိုအထင်ကြီးပေးခဲ့တာပဲဖူရန်ရန်ဒါတွေလုပ်နေတာကကျွန်တော်ရဲ့တတိဝိရိယကိုရှော့ချခြင်းလို့ဖြစ်ရမယ်တိတ်ဆိတ်မှုအတန်ကြာပြီးမှကျွန်တော်စကားဆလိုက်ပါတယ်ဒါဆိုရင်လေဒီရက်ပိုင်းအတွင်းငါနာကိုတိတ်မကက်နဲ့ငါဘာလို့လာမရှုံနဲ့ယောက်ျားကမျက်စိအောက်မှာရှိနေပါလျက်နဲ့ချစ်ခင်ယူရလို့မရဘူးဆိုတော့ငါမလိုချင်ဘူးကျွန်တော်ကလည်းဂတိမတီးတဲ့သူမဟုတ်ပါဘူးသူမသဘောအတိုင်းပဲထားလိုက်တော့မယ်တောင်ပေါ်ကစေးဝါးဆိုင်စီသွားဖို့ဆုံးဖြတ်လိုက်တယ်ဒီမှာအနည်းဆုံး9ရက်ထပ်နေရအောင်မှမလို့ချင်းကြိုက်တာကိုတော့ထပ်ပြီးမခံနိုင်တော့ပါဘူးကဲပါနင်တို့ကိုအပေါ်ကိုထပ်ပို့ပေးမယ်ကျွန်တော်လက်ကြည့်လိုက်တော့ဖူရန်ရန်ကတကားဝမှာရက်နေပြီးမကြေမနက်မျက်နှာပေးနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတာကိုတွေးလိုက်ရပါတယ်ကျွန်တော်ကတော့ပြည့်ရပြူတဲ့အပြုံးနဲ့မဲရွက်ပြလိုက်ပြီးဘာမှမပြောဘဲလှည့်ထွက်ကအိုးချုပ်သူရဲ့အနောက်ကိုလိုက်သွားခဲ့လိုက်တယ်ဖူရန်ရန်ကဒေါသထွက်လွန်းလို့တွားချရင်ကျွန်တော်ရဲ့အနောက်ကျောကိုကြည့်ကမျက်နှာပြောင်ပြလိုက်ပြီးမှမတက်နိုင်ပဲအနောက်ကနေလိုက်လာခဲ့ပါတယ်အဝေးကလေးကမကြေမနက်ညှဉ်းညူတန်တွေကိုကြားနေရတာပါဖူရန်ရန်နီးကပ်သွားတော့မှပဲအတန်ကိုတေချာကြားလိုက်ရပါတယ်တွဲကားနှစ်ခုခွဲမောင်းလို့မရဘူးလားငါတီးတက်စီးခြင်းလို့မရဘူး
စိတ်ထရဲမောတကားဝမှာတင်တစည်းခွင့်ပြုပေးထားတာအတော်သဘောကောင်းနေပြီသူမကမကြည်မနှက်နဲ့ကျွန်တော်လက်မောင်းကိုလှမ်းဆွဲလိုက်ပါတယ်ကျွန်တော်ရင်ထဲမှာဒေါသတွေထွက်သွားပြီးအုတ်ချုပ်သူထွက်သွားတာနဲ့ဖူရန်ရန်ကိုချက်ချင်းတွန်းထုတ်ကကေဘယ်ကားလေးကိုတယောက်တည်းဝင်ထိုင်လိုက်တယ်ဖူရန်ရန်ကအနောက်ကနေကပ်ဝင်လာခဲ့ပါတယ်အရှိမထိုင်ကုန်လွတ်တွေရှိပါလျက်နဲ့ကျွန်တော်ဘေးမှာတင်အတင်းတူးကပ်ထိုင်နေခဲ့တာပါတကယ်ပဲကျွန်တော်ကိုမတက်မတာဖြစ်အောင်လုပ်နေတာပဲဒါပေမဲ့အမြဲတမ်းအကိတ်ခတ်ကောင်းတဲ့ဖူရန်ရန်ကတော့ဘာမှမမြင်တယ်လို့မျိုးကျွန်တော်ရဲ့တပြင်းချတန်တွေကိုတောင်နားမကြားတယ်လို့မျိုးဟန်ဆောင်နေခဲ့ပါတယ်ကလေးရေငါလဲပေးခိုင်းလိုက်မယ်လေမကြည်မနှက်မဖြစ်ပါနဲ့တော့နော်ကျွန်တော်ကြောင်သွားပြီးရက်တက်နေတဲ့ကေဘယ်ကားအုပ်ချုပ်သူကိုလှမ်းကြည့်လိုက်တယ်မလိုပါဘူးယောက်ျားကအခြားသူတွေကိုကြတော့ဒီလောက်ထိသဘောကောင်းပြီးကယူနာတက်ပြတ်တတ်ပါတယ်ဘာလို့ငါကြတော့နည်းနည်းလေးမှအလိုက်မသိပေးချင်ရတာလဲကျွန်တော်သူမကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေလိုက်တယ်အတိတ်ပဲမရှိတာနင်ကအရာရာကိုပိုင်ဆိုင်ထားတဲ့ထိတ်တန့်မျိုးသမီးကြီးပဲလေမိသားစုဝင်အကြီးအငယ်အကုန်လုံးကနင့်ကိုပလင်ပေါ်တင်ထားချင်နေကြတာနင့်မှာကယူနာတက်စရာအလိုက်သိပေးစရာဘာရှိလို့လဲတလန်းလုံးစကားမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်ကေဘယ်ကားစိုက်တာနဲ့ကျွန်တော်အလျင်အမြန်ဆင်းလိုက်ပြီးဖူရန်ရန်ကိုအနောက်မှာအဝေးကြီးခြံထားခဲ့လိုက်တယ်ဒါပေမဲ့မကြခင်မှာပဲကျွန်တော်ခြေလမ်းတွေကိုရက်လိုက်ရပါတယ်ကျွန်တော်ကလမ်းပြောက်တတ်တဲ့သူမဟုတ်လားအာချမ်းမင်းကအခြားသူတွေအိမ်ကိုဧည့်သည်သွားလို့မလို့လားကျွန်တော်ရှက်ရွံ့စွာနဲ့နှာခေါင်းကိုပို့လိုက်မိတယ်ရောက်တဲ့နေတုန်းကလီရှောင်းယူပြောပြခဲ့တာပါတောင်ဝက်ပိုင်းကနေစပြီးအထက်ပိုင်းမှာနေတဲ့သူတွေကတီးတက်နေရတာကိုအလွန်ကြိုက်ကြပြီးအခြားသူတွေအိမ်ထဲဝင်လာတာကိုအယံမုန်းကြတာနဲ့ဆဲဆူချိန်မောင်းခံရတာကအသေးအဖွဲမတမာသူတို့တတ်မှတ်ပြီးတုံးနဲ့ရိုက်ထုတ်တာမျိုးတောင်ကြုံရနိုင်ပါတယ်ကျွန်တော်ရဲ့လမ်းပြောက်နေတဲ့အမူအရာကိုမြင်တော့ဖူရန်ရန်ကခဏမျှကြောင်သွားပြီးမြန်လားလို့ခေါ်လိုက်ပါတယ်စီဝါဆိုင်ကရှေးဟောင်းပုံစံစီဝိုင်းအင်ကြီးဖြစ်ပြီးရှေးဟောင်းစတိုင်ရတာပြည့်ရှိပါတယ်ကျွန်တော်ဆိုင်ပိုင်ရှင်အနောက်ကနေတကားတဲ့ဝင်ခံနီးမှာပဲအနောက်ကလူရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပါတယ်ဖူရန်ရန်ကတဘာဝကြကြပဲကျွန်တော်ရဲ့အင်ဂျီတွေကိုတက်တက်ရရဖြစ်အောင်ပြင်ဆင်ပေးခဲ့ပါတယ်ကျွန်တော်ခဏမျှကြောင်သွားပြီးရင်ထဲမှာစမ်းကြဲတဲ့ခံစားချက်တွေဝင်လာခဲ့တယ်ဒီအချိန်မှာပဲဆိုင်ပိုင်ရှင်ရဲ့အတန်ကအိမ်ထဲကနေထွက်ပေါ်လာပါတယ်ဝင်လာကြလေကျွန်တော်ပြန်ထူးလိုက်တယ်ဟုတ်ကဲ့ပြီးတော့မှအိမ်ထဲကိုမြ мян ဆန်ဆန်ဝင်သွားလိုက်တယ်အတွင်းကန်းကအကျယ်ကြီးပါပဲတိုင်းရင်းစေးဝါးတွေကိုတစ်တာအသေးလေးတွေထဲမှာအမျိုးအစားလိုက်ခွဲခြားထည့်ထားတာပါကျွန်တော်ချက်ချင်းပဲစိတ်ပါဝင်စားသွားခဲ့ပါတယ်ထိုင်လိုက်တာနဲ့ဖူရန်ရန်ကလည်းအနောက်ကနေလိုက်ထိုင်လိုက်တဲ့ဆိုင်ပိုင်ရှင်ကိုကျွန်တော်ရဲ့လူလာချက်ကိုပြောပြလိုက်တော့ဆိုင်ပိုင်ရှင်ကဘေးနားကစပွဲကိုညွှန်ပြလိုက်ပါတယ်ဟိုဘက်စပွဲပေါ်မှာပါဝင်ပစ္စည်းတွေရှိတယ်ကိုယ်တိုင်စေးအိတ်လေးတွေဖော်ဆက်ကြည့်လို့ရတယ်လေအမျိုးအစားအများကြီးရှိတယ်ဘေးနားမှာရှင်းလင်းချက်တွေလည်းပါတယ်ဆိုင်ပိုင်ရှင်ပေးတဲ့ကရိယာတစ်တာကိုကျွန်တော်လက်ခံယူလိုက်တယ်ဖူရန်ရန်ကတော့ကျွန်တော်ကိုမနှောက်ယှက်ပဲအလိုက်တီစွာနေပေးခဲ့ပါတယ်သူမကစပွဲပေါ်ကဖော်ဆက်နီးတွေကိုလှမ်းကြည့်လိုက်ပြီးဇာကနာနဲ့ပကံပြားတွေကပစ္စည်းတွေကိုယူကားချိန်တွင်နေခဲ့တာပါသူမကဘာလို့ဒီလောက်တောင်ကျွမ်းကျင်နေရတာလဲဖူရန်ရန်ကကျွန်တော်ရဲ့တင်းငယ်တဲ့လှုပ်ရှားမှုတွေကိုအကုန်မြင်တွေ့နေရတာမလို့သဘောကျစွာပြုံးလိုက်ပါတယ်စေးအိတ်တော့မဖော်ဆက်ဘူးဒါပေမဲ့အရင်ကအခြားပစ္စည်းတွေကိုတော့ခကြခဏဖော်ဆက်ဘူးလေငငယ်တုန်းကမင်းကျက်တော့အင်တာနက်ကတင်ယူပြီးရရန်အမှုန့်တွေကိုရှောက်ဖော်ဆက်ခဲ့ဘူးလားပေါ့နှစ်နာရီကြာပြီးနောက်ကျွန်တော်ကျေနပ်လောက်တဲ့စေးအိတ်ကိုအောင်မြင်စွာဖော်ဆက်နိုင်ခဲ့ပါတယ်ဒါပေမဲ့မျှဝေစရာဆိုလို့ဖူရန်ရန်တယောက်တည်းပဲရှိနေခဲ့တာပါငါအောင်မြင်ဖော်ဆက်နိုင်ခဲ့ပြီငါရဲ့အာချန်ကတကယ်ကိုတော်တာပဲဖူရန်ရန်ကမျက်နှာလေးပြုံးရွှင်သွားပြီးအစွမ်းကုန်ချီးမွမ်းပေးခဲ့ပါတယ်အစတုန်းကကျွန်တော်ရဲ့ဘဝကလည်းပျော်ရွှင်မှုတွေနဲ့ပြည့်နေနေခဲ့တာပါဒါပေမဲ့အသက်18နှစ်ကျော်ပြီးနောက်မှာတော့မိဘတွေကကျွန်တော်ပေါ်ကောင်းကျိုးလိုလားတဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေအကန့်အသတ်မရှိဆုံးမခဲ့ကြပြီးအခြားသူတွေရဲ့မဟုတ်မမှန်ဆွဆွဲချက်တွေကိုတောင်ကူညီပြီးယုံကြည်ပေးခဲ့ကြတာမနှဲတော့ပါဘူးကျွန်တော်ဘေးနားကကရိယာတွေကိုကောက်ယူလိုက်ပြီးဆိုင်ပိုင်ရှင်ပြန်မလာခင်စပွဲပေါ်ကရှုပ်ပွားနေတာတွေကိုတန်ရှင်းရေးလုပ်ဖို့ပြင်လိုက်တယ်ဖူရန်ရန်ကကျွန်တော်လက်ထဲကတရှူကိုလှမ်းယူလိုက်ပါတယ်အာချမ်းငါလုပ်ပေးမယ်မင်းဟိုဘက်မှာသွားထိုင်နေကျွန်တော်ကြောင့်အနဲ့သူမကိုစိုက်ကြည့်နေမိတယ်ကျွန်တော်ဘက်ကစပွဲကအမိုက်ပုံလိုရှုပ်ပွားနေပြီးဖူရန်ရန်ဘက်ကစပွဲကတော့လုံးဝမတုံးရသေးတယ်လို့တန်ရှင်းတက်ရနေတာပါရုတ်တရက်တစ်သားချမ်းပြေနင်းတန်ကြားလိုက်ရတာကြောင့်ကျွန်တော်မသိစိတ်ကနေအတန်တိုးတိုးလေးနဲ့တိုက်တွန်းလိုက်မိတယ်မြန်လို့ဖူရန်ရန်ကပြုံးရွှင်စွာနဲ့မျက်နှာကိုတိုးကပ်လာပြီးကျွန်တော်ဘာကိုထိလူမိပါဖြစ်သွားခဲ့ပါတယ်ဒါဆိုငါ့ကိုနမ်းလိုက်မနမ်းရင်ငါမှခွန်အားမရှိဘူးခွန်အားမရှိရင်တော့စပွဲမတုတ်ပေးတော့ဘူးနော်ဖူရန်ရန်ကမျက်တောင်လေးခက်မိတ်မိတ်လုပ်ရင်းလက်ကလေးနဲ့ကျွန်တော်လက်ကောက်ဝတ်ကိုတတလေးလမ်းကင်လိုက်ပါတယ်ဆိုင်ပိုင်ရှင်ပြန်လာတော့မှမလို့ကျွန်တော်လည်းအနာတိုးသွားပြီးသူမရဲ့ဘားပေါ်ကိုခက်မြန်မြန်လေးဖိကနန်းရှိုက်ပေးလိုက်တယ်ဒီတော့မှဖူရန်ရန်ကချက်ချင်းပဲကျေနပ်သွားပြီးစပွဲကိုဆက်တုပ်ပေးခဲ့တာပါဆိုင်ပိုင်ရှင်ကစနစ်တကျရှိလာသူမလို့ကျွန်တော်တို့နှစ်ယောက်ရဲ့စေးအိတ်တွေကိုထုတ်ပိုးပေးုံတင်မကပဲအပိုးဖြစ်စီမွေးတပူးနဲ့အေးလုံးတက်တာစေတဲ့စီတပူးပါလက်ဆောင်ပေးခဲ့ပါတယ်ကျေးဇူးပါအဖိုးကျွန်တော်လည်းယဉ်ကျေးစွာကျေးဇူးတင်စကားပြောပြီးတိတ်ဆိတ်လိုက်တယ်ဆိုင်ပိုင်ရှင်မှာတားတယောက်ရှိပါသေးတယ်ကျွန်တော်တို့နှစ်ယောက်ဆိုင်ပိုင်ရှင်နဲ့အတူစပွဲမှာထိုင်လိုက်ချိန်မှာအပြင်ကနေ15-16နှစ်အရွယ်ကောင်းလေးတစ်ယောက်ဝင်လာတာပါသူကတစ်ခေါက်အင်ဂျီဝတ်ထားပြီးအဖိုးဒီနေ့ကျွန်တော်ဆိုပြီးပြောလက်ဆက်စကားကအိမ်ထဲမှာထိုင်နေတဲ့ပြင်ပလူနှစ်ယောက်စီရောက်သွားတော့မှခဏမျှကြောင်းသွားခဲ့တယ်ပြီးတော့မှအပြင်ကိုအလောတကြီးပြန်ပြေးထွက်သွားပြီးဒုတိယအကြိမ်ပြန်ဝင်လာချိန်မှာတော့လုံးဝပုံစံပြောင်းသွားခဲ့ပါပြီအေးစစ်စစ်တက်တက်ရရလေးဝင်လာပြီးဆိုင်ပိုင်ရှင်ဘေးမှာယဉ်ကျေးစွာထိုင်လိုက်တာပါဖူရန်ရန်ကကျွန်တော်ကိုရောအဲ့ဒီကောင်လေးကိုရောကြည့်ပြီးငါရဲ့အာချန်လိုပဲမျက်နှာဖုံးပြောင်းစွတ်တက်တဲ့ကောင်လေးတွေဒါပေမဲ့ဘာပဲဖြစ်ဖြစ်ငါရဲ့အာချန်ကတော့ဘလို့ပုံစံဖြစ်ဖြစ်ချိုးနေတာပါပဲလို့စိတ်ထဲကနေရေရွတ်နေခဲ့ပါတယ်
၄ယောက်လုံးမိမိအလုပ်စီမအားလက်ကြပေမဲ့ဒီထမင်းတဝိုင်းကိုတော့ငြိမ်ငြိမ်သက်သက်ပဲစားတောက်ပြီးစီးသွားခဲ့ပါတယ်ကျွန်တော်ကဧည့်သည်ဖြစ်ပေမဲ့လည်းဒီထမင်းကိုမျက်နှာပြောင်းတိုက်ပြီးကြံခဲ့ကစားခဲ့ရတာမလို့ဘာမှမလုပ်ပေးပဲတော့မနေချင်ပါဘူးဒါပေမဲ့ဖူရန်ရန်ကတော့စက္ကန့်ပိုင်းများကြောင်သွားပြီးမှကျွန်တော်လက်ထဲကပကံကိုပြက်ပြက်တသားလှမ်းယူလိုက်ပါတယ်ငါလုံးမယ်လက်ဖျားလေးတောင်ရင်မထိဘူးတဲ့အမျိုးသမီးကြီးကပကံဆေးကြောနေတာကိုကြည့်ရင်ထိခိုက်လွယ်တဲ့ကျွန်တော်စိတ်ထဲမှာရုတ်တရက်စီးဆင်းမိသွားခဲ့ပါတယ်ဖူရန်ရန်ကအစားထိုးခံရတဲ့ရုပ်သေးရုပ်တယောက်ပေါ်တော့ဒီလောက်အထိပြုမှုပေးနိုင်နေဆိုရင်သူမရဲ့အချစ်ဦးနဲ့တွေ့ရင်တော့မာနတွေကိုပစ်ချပြီးအောက်ကျခံနေမလားမသိဘူးကျွန်တော်ရဲ့ထောင်နာကတမျက်စိကိုယူပြီးကြမ်းပြင်လဲချင်းပေးလိုက်တဲ့ဖူရန်ရန်ကပကံဆေးရင်ကျွန်တော်ရှိရစီအကြည့်တွေမကြခဏပိုးလွတ်နေခဲ့ပါတယ်သူမကလက်ပေါ်ကရေတွေကိုခါထုတ်လိုက်ပြီးအနားလျှောက်လာကကျွန်တော်လက်တွေကိုအထက်အောက်လှန်ကြည့်လိုက်တဲ့လက်မှာအချစ်ရမရှိတာကိုတွေ့တော့မှပဲစိတ်အေးသွားခဲ့တာပါကျွန်တော်ကြောင့်အနဲ့သူမကိုစိုက်ကြည့်နေမိတယ်ဘာရီယူနေမှမသိပါဘူးကျွန်တော်ကတမျက်စိမလဲဘူးတာကြလို့သူမပကံပြန်သွားစေးတာကိုကြည့်ပြီးတပြင်းတစ်ချက်ချကတမျက်စိဆက်လဲနေလိုက်တယ်ဒါပေမဲ့နှစ်ချက်မကလှဲပြီးချိန်မှာပဲအရေးကြီးတဲ့အရာတစ်ခုကိုရုတ်တရက်တတိယသွားခဲ့ပါတယ်ဖူရန်ရန်ရဲ့အခုပြနေတဲ့နှွေးထွေးမှုတွေကကျွန်တော်ကိုထောင်ချောက်ဆင်နေတာပါအရင်တုန်းကနူးနှံပြပြူတာတွေအားလုံးဟာလည်းဟန်ဆောင်မှုတွေကြီးပဲဖြစ်ပြီးကျွန်တော်ရဲ့တတိဝိရိယကိုရှော့ချဖို့လုပ်ခဲ့တာဖြစ်ပါတယ်အခုကြည့်ရတာဖူရန်ရန်ရဲ့အကွက်ကတော်တော်လေးအောင်မြင်နေတာပဲကျွန်တော်ရဲ့စိတ်ထဲမှာသူမအပေါ်မိခိုခြင်းတဲ့စိတ်တွေစတင်ဆွဲကပ်နေပြီလေကျွန်တော်လေးလေးနက်နက်စဉ်းစားနေမိရင်မျက်ခုံးတွေမသိစိတ်ကနေတွန်းကွေးသွားခဲ့ပါတယ်ဘေးနားမှာလူတစ်ယောက်နီးကပ်လာတာကိုတော့မရိပ်မိလိုက်ပါဘူးနိုင်ရွက်နားစီအပူငွေလေးတိုးဝေးလာပြီးအာချန်ကျွန်တော်လက်ဖြတ်သွားပြီးလှည့်ကြည့်လိုက်တော့ဖူရန်ရန်ကကျွန်တော်ကိုဖတ်ဖို့ပြင်နေတာကိုတွေးလိုက်ရတယ်ကျွန်တော်အလျင်မြန်လှည့်ထွက်လိုက်ပြီးခြံဝင်းရဲ့အခြားတစ်ဖက်စီမြ мян ဆန်ဆန်လန်းသွားလိုက်ပါတယ်ခြံထဲမှာအခြားသူတွေရှိနေသေးတာမလို့ဖူရန်ရန်ကကျွန်တော်ကိုဘာမှမလုပ်ရဲဘူးဆိုတာသိချနေတာကိုဖူရန်ရန်ရဲ့မျက်နှာလေးကချက်ချင်းပဲညှို့ငယ်သွားခဲ့ပါတယ်ချစ်ချင်းရဲ့အနာဂတ်တန်ကိုခံရမယ်လို့လူတွေပြောကြတာကိုအခုမှပဲငါသဘောပေါက်တော့တယ်ရင်ထဲမှာခါးတီးလိုက်တာငါကမရနိုင်တဲ့အချစ်ကိုတန်တပြီးယူယူမိုက်မိုက်ချစ်နေရတဲ့တုံးမလေးပါပဲသူမရဲ့စိတ်ထဲမှာဒီလောက်ထိခံစားချက်တွေကြွယ်ဝနေမှန်းကျွန်တော်လုံးဝမသိခဲ့ပါဘူးတမျက်စိလဲပြီးတာနဲ့စိတ်ကိုငြိမ်အောင်ထိန်းထားဖို့သူမရဲ့ဆွဲဆောင်မှုကြားမှာအုံနောက်မနောက်သွားဖို့ကိုအမြဲတတိပေးနေခဲ့ပါတယ်သူမနဲ့ဝေးဝေးနေပြီးနီးကပ်ခွင့်မပေးဖို့စိတ်ကူးထားခဲ့တာပါဆိုင်ပိုင်ရှင်ကအေးရေးကိစ္စမေးတဲ့အခါမှာဆိုရင်အခန်းနှခမ်းပေးဖို့တောင်အတင်းတောင်းဆိုခဲ့ပါသေးတယ်ဖူရန်ရန်ကလည်းအာချန်တယောက်သူမကိုရှောင်နေတာကိုရိပ်မိသွားခဲ့ပါတယ်မနေ့ကလေးကသူ့ကိုအတင်းပြန်ခေါ်သွားခဲ့တင်တာဆိုင်ပိုင်ရှင်ကကျွန်တော်တို့နှစ်ယောက်ကိုကက်လျက်အခန်းနှခမ်းစီစဉ်ပေးခဲ့ပါတယ်အခန်းထဲကအပူဒဏ်လျော့သွားအောင်သတင်းပေါက်ကိုဖွင့်ထားခဲ့ပေမဲ့ညတန်ကောင်းမှာရုတ်တရက်မိုးကြိုးမုန်တိုင်းကျလာတာကြောင့်ကျွန်တော်ချက်ချင်းနိုးလာခဲ့ရပါတယ်ဖူရန်ရန်စီသွားကြည့်ရမလားသူမကမိုးကြိုးပစ်တာကိုကြောက်တတ်တယ်မဟုတ်လားအခြားတစ်ဖက်မှာလည်းဖူရန်ရန်ကအိတ်မပျော်သေးပဲကျွန်တော်အခန်းစီခိုးဝင်ဖို့ပြင်းနေတာပါတကားဝမှာရက်နေတဲ့ကျွန်တော်အယုတ်ကိုတွေးလိုက်ရတော့မှဖမ်းမိသွားခဲ့ရတာပေါ့ဖူရန်ရန်ရဲ့နှက်ခမ်းစွန်းတွေကထိမ့်မရအောင်အထက်ကိုကွေးတက်သွားခဲ့ပါတယ်ငါသိတာပေါ့အာချန်ရဲ့ရင်ထဲမှာငါရှိနေသေးတယ်ဆိုတာနောက်တနေ့မှာသူမကိုပြန်လွတ်ပစ်မယ်လို့မူလကစိတ်ကူးထားခဲ့ပေမဲ့မထင်မှတ်ပဲကျွန်တော်အိပ်ပျော်လွန်သွားခဲ့ပါတယ်တုတ်ကွေးဖြစ်ပြီးဖျားကျင်တယ်လို့အရှိန်ဟုန်တွေပင်ရှိနေခဲ့တာပါကျွန်တော်အုတ်ထုတ်ကိုဖြည်းဖြည်းချင်းဖယ်လိုက်တော့ဖူရန်ရန်ရဲ့ပြုံးရွှင်နေတဲ့မျက်ဝန်းတွေနဲ့တန်တန်မတ်မတ်ဆုံတွေ့လိုက်ရပါတယ်နှလုံးသားကဒိန်းကနေတုံ့လောက်သွားခဲ့ရတယ်တကူလုံးအားရင်ကုန်ခမ်းပြီးပျော့ခွေနေတာကြောင့်ကိုအားပြုပြီးထထိုင်ဖို့ပြင်လိုက်စင်မှာပဲဖူရန်ရန်ကအလောတကြီးအနားတိုးလာပြီးကတင်ဘေးမှာထိုင်လိုက်ပါတယ်ယောက်ျားနိုးပြီလားဖူရန်ရန်ရဲ့ဝမ်းသာအားရဖြစ်နေမှုကိုအထင်ရှားမြင်တွေ့နေရတာပါကျွန်တော်လေးလံနေတဲ့မျက်ခွန်တွေကိုနည်းနည်းမောကြည့်လိုက်ပြီးခေါင်းမူကခေါင်းရင်းပေါ်ပြန်ပြိုလဲသွားခဲ့ပါတယ်ဖူရန်ရန်ကအခြေအနေမဟန်တာကိုချက်ချင်းရိပ်မိသွားပြီးစိတ်ထဲမှာမကောင်းတဲ့အာယုံတွေဝင်လာခဲ့တယ်ဒုက္ခပါပဲအာချန်ရဲ့နဖူးကပူချစ်နေတာပဲသူမကမျက်ခုံးတွေကိုတွန့်ကွေးလိုက်ပြီးအိမ်ပြင်ကိုအလင်းမြန်ထွက်သွားခဲ့ပါတယ်စေဝါဆိုင်မှာမနေ့ကကောင်လေးတယောက်တည်းပဲရှိနေခဲ့တာပါဖူရန်ရန်ထွက်လာတာကိုမြင်တော့ရင်ကျေးစွာနှုတ်ဆက်လာပါတယ်မနှက်ပြန်မင်္ဂလာပါဖူရန်ရန်ကသူ့ကိုကြည့်ပြီးမေးလိုက်တယ်ဒီအနီးနားမှာဆေးရုံရှိလားသူမရဲ့စိတ်ထဲမှာတော့အဆိုးဆုံးအခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားပါဒီလိုတောတောင်ထူထပ်တဲ့နေရာမှာဆေးရုံဆိုတာဘယ်နာသွားရှိမှလဲလင်းစည်းကခဏမြကြောင်သွားပြီးလက်ထဲကပစ္စည်းတွေကိုမြ мян ဆန်ဆန်ချလိုက်ပါတယ်ကျွန်တော်နောက်လိုက်ခဲ့ပါဖူရန်ရန်ကဇဝေဇဝါမဖြစ်ပဲအနောက်ကနေချက်ချင်းလိုက်သွားခဲ့တယ်မကြမီမှာပဲဆိုင်းဘုတ်ချိတ်ထားတဲ့အိမ်တအိမ်ကိုတွေးလိုက်ရပါတယ်ဆိုင်းဘုတ်ပေါ်မှာတော့လင်းရှမ်းစည်းကမ်းလို့ရေးထားတာပါလင်းစည်းကတကားကိုခောက်ပြီးခဏစောင့်နေပေမဲ့ဘာတန်မှထွက်မလာတာကြောင့်တကားကြားမှာဝတ်ထားတဲ့တော့ကိုကျွမ်းကျင်စွာထုတ်ယူလိုက်ပါတယ်တကားဖွင့်ပြီးအဓိကအခန်းစီလျှောက်သွားတော့မှစေကမ်းပိုင်ရှင်ဟာအသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့အဖွားတစ်ယောက်ဖြစ်နေတာကိုတွေးလိုက်ရတာပါလင်းစည်းကအနာသွားပြီးအဖွားလက်ထဲကစာအုပ်ကိုမယူလိုက်တဲ့ဖူရန်ရန်ကလည်းအနာသွားပြီးအခြေအနေကိုရှင်းပြလိုက်ပါတယ်အဖွားကပြင်ဆင်ထားတဲ့စေးတစ်တာကိုကင်ဆောင်ပြီးဘေးအိမ်စီလိုက်လာခဲ့ပေးပါတယ်အိမ်ပြန်ရောက်လို့ကတင်ဘေးရောက်သွားတာနဲ့ကျွန်တော်ရဲ့အင်ဂျီစာကိုချက်ချင်းဖမ်းဆုပ်လိုက်မိတယ်သူမကကျွန်တော်လက်ကိုတတလေးပုတ်ပြီးလိမ္မာတယ်နော်ဆရာဝန်ကိုပြလိုက်ပါဦးလို့ပြောလိုက်တယ်သူမကနီးနီးကက်ကက်ရှိနေတာမလို့စကားဆုံးမှာကျွန်တော်ရဲ့ခက်တူတူညီးတွားတန်ကိုကြားလိုက်ရပါတယ်ငါ့ကိုထားမသွားပါနဲ့ဖူရန်ရန်ရဲ့အကြည့်တွေလှုပ်ခါသွားပြီးရင်ထဲမှာလှိုင်းတပိုးတွေထနာခဲ့ရပါတယ်ကျွန်တော်ကိုပြန်ဖြေဖို့ပြင်လိုက်စင်မှာပဲပုံမိုတိုးညင်းတဲ့အတန်တန်ကနားထဲထပ်မံတိုးဝင်လာခဲ့ပြန်တယ်မလုပ်ပါနဲ့တောင်းမှန်တိုးရှိုးနေတဲ့အတန်နဲ့အတူခက်တူတူငိုရှိုက်တန်ကတကယ်ကိုနာခါစရာပေါ်ထွက်လာခဲ့တာပါဖူရန်ရန်ရဲ့ရင်ထဲမှာအေးဆက်သွားပြီးကျွန်တော်ကိုချုံမောဖို့ပြင်ထားတဲ့စကားတွေကိုပြက်ပြက်တသားပြန်ရုပ်သိမ်းလိုက်ပါတယ်
လျှက်စစ်တာမိုမီတာရဲ့တိုင်းတာချက်အရအပူချိန်က39ဒီဂရီရှိနေခဲ့တာပါလင်းစည်းရဲ့အဖွားကမပြတ်မယွင်းတဲ့အမူအရာနဲ့တင်အဖျားကျဆေးနဲ့အေးဒဏ်တက်တာဆေးမဲ့ဆေးဝါးတွေကိုထုတ်ယူပေးခဲ့ပါတယ်ဒီဆေးတွေကို9နှစ်တိုင်းကြိုတင်ပြင်ဆင်ထားတာပါရုတ်တရက်အေးမိအဖျားဝင်တာတွေအတွက်အသုံးဝင်တဲ့အချိန်မှန်ဆေးတိုက်ပေးပါအရက်ပြန်တဲ့နှဖူးနဲ့လက်ဖွားတွေကိုပုတ်တက်ပေးပါတေချာကြည့်ရှုပေးထားပါအဆင်မပြေတာရှိရင်ဘေးအိမ်ကိုအချိန်မီလာခေါ်လို့ရပါတယ်လင်းစည်းကနားလေရခတ်တဲ့အခြေအနေကြောင့်အားနာသွားပြီးအနောက်ကနေလိုက်ထွက်သွားခဲ့ပါတယ်သူမကခြံဝန်းထဲမှာထိုင်နေရင်အခန်းထဲကအလွန်မင်းချစ်ခင်ယူရနေကြတဲ့လူနှစ်ယောက်ကိုအကြည့်တွေမကြခဏပိုးလွတ်နေခဲ့တာပါသူမစိတ်ထဲကနေသူတို့နှစ်ယောက်ကမွေးလာမဲ့ကလေးလေးဆိုရင်တကယ်ကိုပျော်ရွှင်ရမှာပဲဖူရန်ရန်ကအချစ်ကြီးတဲ့သူပဲကိုလို့တွေးနေမိတာပါဒါပေမဲ့အခုချိန်မှာတော့ဖူရန်ရန်မှာကလေးယူဖို့စိတ်ကူးလုံးဝမရှိသေးပါဘူးဖူရန်ရန်ကအန်ကျရင်ကိုတင်းကုတ်ခဲ့ပါတယ်ဘဝကခါတီလွန်းလာပြီးမမကိုလွမ်းလဲလွမ်းပါစေတော့ယောက်ျားရဲ့ရင်ထဲမှာအခြားမျိုးသမီးတစ်ယောက်ကိန်းဝင်နေတာလေးငါနဲ့လက်ထပ်ထားပြီးတာတော့အဲ့ဒီအချစ်ဦးကိုပဲတန်းတနေလုံးပဲဒီအကြောင်းကိုအပြင်မှာပြောပြရင်တကယ်ကိုအဆက်ကွဲเสียရပဲငါတို့နှစ်ယောက်လက်ထပ်ပြီးတပတ်အကြာတုန်းကဆိုရင်ငါယောက်ျားကငါ့ကိုကတ်တွယ်လုံးလို့ငါ့ကိုအယူမှုချစ်တာဆိုပြီးအပြင်မှာကြွားလုံးထုတ်ခဲ့တာလေဒီတစ်ချိန်အပြင်ထွက်လာတော့ကလည်းယောက်ျားနဲ့မင်္ဂလာနှစ်ပတ်လည်ခီးထွက်တာဆိုတဲ့အကြောင်းပြချက်ကိုလောက်ကျန်ဖန်တီးခဲ့တာအခြားသူတွေကလင်မယားနှစ်ယောက်တက်ဆုံးတိုင်ပျော်ရွှင်ပါစေကလေးလေးမြန်မြန်ရပါစေဆိုပြီးမြောက်ပင့်ပြောဆိုတိုင်းအေးအေးဆေးဆေးပဲတုတ်ပြန်ခဲ့ပေမဲ့ရင်ထဲမှာတော့ကောင်းကောင်းကြီးတည်နေခဲ့ပါတယ်အာချန်ကငါနဲ့တက်ဆုံးတိုင်ပေါင်းတင်ဖို့လုံးဝမစင်စားခဲ့ဘူးဆိုတာကိုပေါ့အခွင့်အရေးရတာနဲ့ငါဘေးကနေအသေးအတန်ထွက်ပြေးဖို့ပဲစဉ်းစားနေခဲ့တာလေကိုချုံမို့လို့မအောင်မြင်ခဲ့တာကြောင့်သူမရဲ့မျက်နှာကပုံမှုမှောင်မဲသွားခဲ့ရပါတယ်ကျွန်တော်နိုးလာတဲ့အခါဘာစကားစပြောရမှန်းမသိဖြစ်နေခဲ့ရတယ်ဖူရန်ရန်ကအရက်ပြန်နဲ့ကျွန်တော်ရဲ့လက်ဖွားတွေကိုပုတ်တက်ပေးနေပြီးကျွန်တော်လှူရှားမှဆိုလို့ဂယုတစိုက်မဆမမဖြစ်အောင်ထိမ့်ပေးထားပါတယ်ဖူရန်ရန်စကားစပြောလိုက်တဲ့အခါသူမရဲ့အတန်ကဝင်ဆက်နေတာမလို့ကျွန်တော်အံ့အားသင့်သွားခဲ့ရတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့မှဖူရန်ရန်ရဲ့လက်ရှိပုံစံဟာအရင်ကနဲ့လုံးဝမတူတော့တာကိုတွေ့လိုက်ရတာပါသူမပုံမှန်ချိန်တွေမှာတေချာပြင်ဆင်ထားတဲ့ဆန်တွေကအခုတော့စီကံမရှိရှုပ်ပွားလို့နေခဲ့ပါပြီချုံမောလှပတဲ့မျက်နှာလေးမှာမောပတ်မှုနဲ့ပူပန်မှုတွေအထင်သာပေါ်လွင်နေခဲ့ပါတယ်ကျွန်တော်လည်းအကြည့်တွေကိုပြန်ရုပ်သိမ်းလိုက်တယ်ရင်ထဲမှာမလုံးမလဲဖြစ်လာပြီးနှလုံးခုန်တန်တွေကလည်းအကြောင်းရင်းမရှိအရှင်ပြင်းလာခဲ့တာပါဖူရန်ရန်ကကျွန်တော်ရဲ့ကိုပူချိန်ကိုစမ်းသပ်ဖို့ခေါင်းလေးတိုးကပ်လာချိန်မှာတော့မတိစိတ်ကနေခေါင်းကိုအနောက်ဆုပ်လိုက်မိတယ်ကျွန်တော်ရဲ့လှုပ်ရှားမှုကိုကြည့်ပြီးဖူရန်ရန်ရဲ့မျက်နှာမှာမတက်တာတဲ့အပြုံးလေးပေါ်လာခဲ့ပါတယ်နောက်ဆုံးတော့သူမကရင်ဘတ်ပေါ်ကစောင်းချုံထားတဲ့ဆောင်းကိုတေချာပြန်ဖုံးပေးလိုက်ပြီးမှနဖူးချင်းတက်တာလေးထိကပ်ကအပူချိန်ကိုစမ်းသပ်ပေးခဲ့ပါတယ်ဒီကလူတွေကတရက်ကိုထမင်းနှစ်ပဲစားကြတာပါဖူရန်ရန်ကမိဖို့ချောင်ကိုခဏငှားပြီးဟင်းသီးဟင်းရွက်ဆန်ပြုတ်ပေးခဲ့ပါတယ်သူမကဆန်ပြုတ်ကိုဇွန်းနဲ့ခက်ယူပြီးအေးခံကအခန်းထဲယူလာပြီးကျွန်တော်ကိုတစွန်းချင်းစီခွင့်ကျွေးနေခဲ့ပါတယ်ငါတို့နှစ်ယောက်မင်္ဂလာဆောင်ပြီးစားတော့ကလည်းကျွန်တော်တော်တော်လေးမကြမ်းမမာဖြစ်ခဲ့ဘူးလားပါအဲ့ဒီတော့ကသူမကိုအားနာတာကြောင့်ခံစားနေရတာတွေကိုမပြောဘဲအတင်းအောင်ရထားခဲ့ဘူးတဲ့နောက်ပိုင်းသူမတည်သွားတော့မှပဲဆေးရုံပို့ပေးခဲ့တာပါအဲ့ဒီနောက်မှာတော့သူမကကျွန်တော်အတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်စရာဆွဲပေးခဲ့ရုံမကကျန်းမာရေးပညာရှင်တွေနဲ့အစားအသောက်စီစဉ်ပေးခဲ့ပြီးခန္ဓာကိုယ်တန်မာလာစေဖို့အားကစားနည်းပြပါငှားပြီးလေ့ကျင့်ပေးခဲ့ပါသေးတယ်ထပ်စားဦးမလားဖူရန်ရန်ရဲ့အတန်ထွက်ပေါ်လာတော့မှကျွန်တော်လည်းအတွေးထဲကနေဖြည်းဖြည်းချင်းရသည်ပြန်ရလိုက်တယ်မစားတော့ဘူးဖူရန်ရန်ကပကံဆေးဖို့အပြင်ကိုထွက်သွားခဲ့ပါတယ်သူမရဲ့အနောက်ကျောကိုစိုက်ကြည့်ရင်ရင်ထဲကနေတပြင်းတစ်ချက်ကိုလေးနဲ့စွာချလိုက်မိတယ်မိနစ်သက်တင်မှုဆိုတာတည့်ရသားနဲ့မတိစိတ်ကနေရင်ခုန်လှရှားမိသွားခဲ့ရတာပါအရင်ကတစ်ချိန်စွန့်ပစ်ခံခဲ့ရဘူးပါလျက်နဲ့ကျွန်တော်ရဲ့နှလုံးသားကလုံးဝမကြောမသွားခဲ့ပါဘူးအခြားသူတယောက်ကဘာကြိုးမျက်မှမမျောကိုပဲစေတနာအမှန်နဲ့ကောင်းပေးမလားဆိုပြီးယူမိုင်မျောလင့်မိနေတော့မှပဲတကယ်ကိုကူစားလို့မရတဲ့ကောင်ပါပဲတနာရီကြာမှတော့လင်းစည်းရဲ့အဖွားကလက်ဖွားနဲ့ကျွန်တော်နှူးပေါ်ကအပူချိန်ကိုလာရောက်ဆန်းသက်ပေးခဲ့ပါတယ်အဖျားနည်းနည်းကြံသေးတယ်အချိန်မှန်စေးတောက်ဖို့မမေ့နဲ့တော့အင်ဂျီထပ်ဝတ်ထားပါအေးမပတ်စေနဲ့ကျွန်တော်ကောင်းကြီးပြလိုက်တဲ့ဖူရန်ရန်ကအဖွားနောက်ကနေလိုက်သွားပြီးစေးဝါးတွေယူလာပေးခဲ့ပါတယ်စေးတောက်ပြီးနောက်မှာတော့နားနေနေပဲတိုင်ကတ်သွားခဲ့တယ်မနက်ပိုင်းတစ်လျှောက်လုံးကျွန်တော်မိမိလေးအိပ်ပျော်နေခဲ့ပြီးဖူရန်ရန်ကတော့ကျွန်တော်ဘေးနားမှာပဲအမြဲရှိနေခဲ့တာပါအာချန်ငါပြောပြမယ်လေအာချန်သူမကအချိန်တိုင်းကျွန်တော်ရဲ့အာယုံကိုဖန်ဆားဖို့ကြိုးစားနေခဲ့ပါတယ်မွန်းလွဲပိုင်းရောက်လို့တငိုက်အိပ်ပျော်သွားတော့မှပဲဖြည်းဖြည်းချင်းလန်းဆန်းလာခဲ့တာပါကျွန်တော်တန်းဝေရင်ကရင်ပေါ်ကနေဆင်းလိုက်တဲ့ဖူရန်ရန်ကအတန်ကြားတာနဲ့လက်ကိုအမြန်တုပ်လိုက်ပြီးတိုးကပ်လာကကျွန်တော်ကိုဖတ်လိုက်ပါတယ်နိုးပြီလားကျွန်တော်အတန်တိုးလေးနဲ့ထူလိုက်ပြီးလက်ကိုမြောက်ကဆူးရှာနေတဲ့မျက်လုံးတွေကိုပုတ်တက်လိုက်မိတယ်ဒီနေ့ပဲတောင်ပေါ်ကဆင်းကျင်တာလားဒါမှမဟုတ်မနှက်ဖြန်မှသွားမလားဖူရန်ရန်ကကျွန်တော်ရဲ့အင်ဂျီကော်လာကိုတက်တက်ရက်ဖြစ်အောင်ပြင်ပေးရင်မေးလိုက်တယ်ကျွန်တော်ခဏမျှကြောင်သွားခဲ့ရပါတယ်ဒီနေ့ကေဘက်ကပြန်ပြေးသေးလို့လားမနေ့မနက်ကတာဝန်ကျဝန်ထမ်းရဲ့အမှုအရာကိုကြည့်ရတာအချိန်လွန်သွားရင်နောက်တစ်ခေါက်ထပ်မောင်းပေးဖို့တောင်းဆိုဖို့ဆိုတာတော်တော်လေးခက်ခဲမဲ့ပုံပါပဲမွန်းလွဲပိုင်း9 နာရီထိမောင်းပေးတယ်သူမကကျွန်တော်ရဲ့အေးဆက်နေတဲ့လက်ဖွားကိုထိတွေ့လိုက်ရတာကြောင့်ချက်ချင်းပဲအပေါ်အင်ဂျီတစ်ထည်ထပ်ဝတ်ပေးခဲ့ပါတယ်ငါတို့ဆိုင်မှာလာရောက်ဝယ်ယူသူတိုင်းကိုလက်ဆောင်ပေးလေးရှိတာပါကျွန်တော်ဘလို့ပဲညှင်းဆန်ခဲ့ပေမဲ့လည်းလင်းစည်းရဲ့စေတနာပြည့်နဲ့ပေးအပ်မှုကိုမလွန်ဆန်နိုင်ခဲ့ပါဘူးကေဘက်ကားစီးဖို့အလောတကြီးထွက်လာခဲ့ရပါတယ်တောင်ထိပ်စီမရောက်သေးမီမှာပဲအဝေးကနေလမ်းကြားထောက်မှာရက်ထားတဲ့အနက်ရောင်ကားတစ်စီးကိုလှမ်းမြင်လိုက်ရတယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်ရင်ဘေးနားကဖူရန်ရန်စီလှည့်ကြည့်လိုက်တယ်ငါတို့ကတိပြုထားကြတာမဟုတ်ဘူးလားဖူရန်ရန်ရဲ့လက်ကလေးကကျွန်တော်နှကမ်းပေါ်တားဆီးလိုက်ပြီးစက်ပြောမဲ့စကားတွေကိုဖျက်တောက်လိုက်ပါတယ်တကူလုံးအနံ့အသက်တွေထွက်နေပြီး
အရင်ဆုံးတန်ရှင်းရေးသွားလုပ်ကြရအောင်ကျွန်တော်သူမကိုအထက်အောက်စိုက်ကြည့်လိုက်မိတယ်မေ့သွားခဲ့တာပဲဖူရန်ရန်ကအရင်ကတန်ရှင်းရေးအရန်ကြိုက်တတ်တဲ့ယောဂရှိတာကျွန်တော်နဲ့တွေ့မှပဲနည်းနည်းတက်တာသွားခဲ့တာကိုဖူရန်ရန်ကနှက်ခမ်းလေးဆူပြီးကျွန်တော်ကိုမကြေမနက်စိုက်ကြည့်လိုက်တယ်မင်းကအမြဲတမ်းဒီလိုထောင်ကြိုထောင်ကြားတွေကိုပြေးပြေးသွားတတ်လို့လေလမ်းဘေးကခွေးလွင့်လေးလိုပဲပေးရနေတာများဒါပေမဲ့မကောင်းတာကငါမင်းကိုရှာတွေ့တိုင်းဒီလိုအဖြစ်ကင်းတဲ့အကြည့်တွေနဲ့ကြည့်တာပဲငါစိတ်ကိုရောရဲသွားအောင်လုပ်တက်လွန်းတယ်တိတ်မကောင်းတဲ့ကောင်ကျွန်တော်နည်းနည်းရှက်ရွံ့သွားရပြီးနောက်ဆုံးတော့ဘာမှဆက်မပြောတော့ပါဘူးအဲ့ကီဟာရဲ့ရေဖီအားကမတည်ငြိမ်တာကြောင့်ရေပူမကြာခဏပြတ်တောက်သွားတတ်တာပါဒီနေရာရောက်လာပြီးတဲ့ကကျွန်တော်ရေနှစ်ခေါက်ပဲချိုးရသေးတာမလို့သူမလည်းအတူတူပဲဖြစ်နေမှာပါပဲကားဘေးမှာရက်ဆောင်နေတဲ့ချန်ချန်ကလူနှစ်ယောက်ထွက်လာတာကိုမြင်တော့ခဏမျှကြောင်သွားခဲ့ပါတယ်အမျိုးသားလေးကတကယ်ပဲဆရာကြတာပဲအမျိုးသမီးကြီးကိုပိုင်နိုင်ထိန်းထားနိုင်တာလို့စိတ်ထဲကနေလေးစားစွာချီးကျူးလိုက်မိတယ်တကယ်ပဲအရာရာမှာပိုင်နိုင်လာသူပါပဲသူမကဘေးကိုတိုးပေးပြီးကားတကားဖွင့်ပေးလိုက်တယ်ဒီနေရာကိုမလာခင်တုန်းကအမျိုးသမီးကြီးရဲ့ဒေါသကြီးဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးဒီတစ်ချိန်တော့ပြက်ပြက်တတ်တာကင်တွေတော့မယ်လို့ထင်ထားခဲ့တာပါအခုကြည့်ရတာအမျိုးသမီးကြီးရဲ့မျက်လုံးထဲမှာအမျိုးသားလေးပဲရှိတော့တာပဲကုစားလို့မရတော့ပါဘူးဒါပေမဲ့လည်းအမျိုးသားလေးကအလိုက်မသိတာတော့နည်းနည်းလွန်တာပေါ့မူလာတော့ကအမျိုးသားလေးရောက်လာရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးအမျိုးသမီးကြီးရဲ့ဒေါသတွေကိုရှော့ချပေးနိုင်မယ်လို့ထင်ခဲ့တာပါဘသူကထင်ထားမလဲအမျိုးသားလေးအိမ်ထဲဝင်လာပြီးတလားတော်မပြည့်သေးဘူးရှောက်ပြေးဖို့ပဲအသက်လူစူးစမ်းနေတော့တာပဲဖူရန်ရန်နဲ့ကျွန်တော်ကားပေါ်တက်ထိုင်လိုက်ကြတယ်အတန်ကြာအောင်စောင့်နေပေမဲ့ကားကဆက်ထွက်မလာတာကြောင့်လှည့်ကြည့်လိုက်တော့ချန်ချန်ကစကားထွက်မလာပဲတကားဝမှာစီဝေးစဉ်းစားနေတာကိုတွေ့လိုက်ရတယ်နင်ဘာလို့ကြောင်ရက်နေတာလဲအတန်ကြာမှပဲချန်ချန်ကတတိဝင်လာပြီးကားထဲကိုအလောတကြီးတိုးဝင်လာခဲ့ပါတယ်ဖူရန်ရန်မှာအနီးအနားမြို့ထဲမှာဗီလာအိတ်တစီးရှိပါသေးတယ်မူလကတော့မြို့တော်မှာပဲအလုပ်တွေစီမံရင်းအာချန်ကိုတိတက်အနားယူခွင့်ပေးထားဖို့စိတ်ကူးထားခဲ့တာပါဒါပေမဲ့အာချန်ထွက်သွားတဲ့ပထမဆုံးညမှာအိတ်မပြောဖြစ်ခဲ့တာကြောင့်ဒုတိယနေ့မှာပဲအလောတကြီးလိုက်လာခဲ့ရတာဖြစ်ပါတယ်အဲ့ဒီတုန်းကရုတ်တရက်ပေါ်လာရင်သူ့ကိုလန့်သွားမှဆိုတာကြောင့်အနီးအနားကမြို့ထဲမှာဗီလာအိမ်ဝယ်ယူပြီးယာယီတောင်းတင်နေခဲ့တာပါဒေတာခံမိတ်ဆွေတွေကိုအကူအညီတောင်းပြီးအာချန်ဘေးကင်းရလာဆိုတာကိုပဲအဝေးကနေစောင့်ကြည့်ခိုင်းခဲ့တာဖြစ်ပြီးသူ့ရဲ့တီးတန့်ကဘာလေးကိုတွားရောက်မနှောက်ယှက်ခဲ့ပါဘူးကားကဗီလာအိမ်ရှိမှရက်တန့်သွားခဲ့ပါတယ်အာချန်နိုးတော့ငါတို့ရောက်ပြီရေချိုးပြီးအင်ဂျီလဲလိုက်တော့မှပဲကိုပြန်လဲလန်းဆန်းလာတယ်လို့ခံစားလိုက်ရတဲ့ဆဖတ်ပေါ်မှာနှစ်ယောက်သားထိုင်နေကြစဉ်မှာဖူရန်ရန်ကကျွန်တော်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေခဲ့ပါတယ်အာချန်နဲ့တကယ်ကက်တွေ့ချင်တာအခုမှပြန်အောင်လိုက်ရတယ်ဘာလို့သူ့ရဲ့အတိတ်ပဲမရှိတဲ့တောင်းဆိုချက်ကိုသဘောတူလိုက်မိတာလဲကျွန်တော်သူမရဲ့အကြံစီကိုရိပ်မိသွားတာမလို့စကားဆက်လိုက်ပါတယ်မရဘူးနော်ဖူရန်ရန်ကမကြေမနက်နဲ့မျက်နှာချက်ကိုစိုက်ကြည့်ရင်ရင်ထဲမှာမသေးချာဖြစ်နေခဲ့တာပါအေးပါယောက်ျားကဘေးနားမှာရှိနေပါလေနဲ့ချစ်ခင်ယူရလို့မရဘူးတဲ့သူမရဲ့မျက်ဝန်းထဲမှာဝမ်းနည်းမှုတွေအပြည့်ဖြစ်နေခဲ့တာပါအဲ့ဒီလိုပုံစံဖြစ်နေတဲ့သူမကိုကြည့်ရင်ရုတ်တရက်တနာစရာလေးလို့ခံစားလိုက်ရတယ်ဒါပေမဲ့သူမရဲ့အချစ်ဦးအကြောင်းကိုတတိယသွားချိန်မှာတော့နှက်ခမ်းဆုံးကအပြုံးတွေဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ရပါတယ်နှလုံးသားကထပ်မံပြီးပြင်းထန်စွာနာကျင်သွားခဲ့ရတာပါဖူရန်ရန်ကတကယ်ပဲမိမဆိုးတယောက်ပါပဲရင်ထဲမှာအခြားသူတယောက်ကိုတိုးဝက်ထားပါလျက်နဲ့ကျွန်တော်ကိုကြတော့အချစ်ဆုံးသူလိုမျိုးဟန်ဆောင်ပြနေခဲ့တာလေဘာလို့ငါအပေါ်ဒီလိုမျိုးဆက်ဆံရတာလဲကျွန်တော်ဒေါသတကြီးထွက်လိုက်ပြီးသူမနဲ့ဝေးနိုင်သမျှဝေးထွက်သွားဖို့ပြင်လိုက်တယ်ဒါပေမဲ့လက်ကိုသူမကမတိမတာလှမ်းဆွဲလိုက်ပါတယ်မိဖို့ချောင်မှာမင်းကြိုက်ဆုံးဟင်းပွဲတွေချက်ထားတယ်အာချန်ငါတို့ထမင်းသွားစားကြရအောင်ချန်ချန်ကအခန်းထဲကဆိုဖာပေါ်မှာအလုတ်လုံနေရင်ရိုးသားတဲ့အပြုံးလေးနဲ့ကြည့်နေခဲ့တာပါဖူရန်ရန်ရောက်လာတာကိုတွေ့တော့မှပဲအလင်းအမြန်ထွက်လိုက်တယ်အမျိုးသမီးကြီးအမျိုးသားလေးကျွန်တော်ကထမင်းစားတာနှိမ့်တက်ပါတယ်အရင်ကအချိန်ဆွဲစားတောက်တဲ့အကျင့်ရှိခဲ့တာမလို့မိဘတွေကကျွန်တော်ကိုနောက်ဆုံးမှထမင်းစားခိုင်းလေးရှိကြတယ်နေ့စားရင်စားစရာမကြံတော့တာကြောင့်နောက်ပိုင်းမှာအစာအိမ်တန်ရာရခဲ့တာပါနောက်ပိုင်းဖူရန်ရန်နဲ့မင်္ဂလာဆောင်လိုက်တော့သူမကကျွန်တော်ပေါ်တိတ်ကောင်းခဲ့ပါတယ်ဘာမှမလိုလေအောင်ဖြည့်ဆည်းပေးခဲ့တာမလို့ကျွန်တော်ရဲ့ထမင်းစားလုံးကပြန်ပြီးနှိကွေးသွားခဲ့ရတာပေါ့ဖူရန်ရန်နဲ့ချန်ချန်တို့စားတောက်ပြီးတာနဲ့အလုပ်ကိစ္စတွေကိုချက်ချင်းတိုင်ပင်နေကြပါတော့တယ်ကျွန်တော်ကိုပြင်ပလူလိုလုံးဝမတတ်မှတ်ထားတာပါကျွန်တော်လည်းဖူရန်ရန်အခွန်တော်ပေးတဲ့ပစုံကိုစားရင်စုံကိုဖြည်းဖြည်းချင်းချလိုက်တယ်ငါဝပြီဖူရန်ရန်ကဟင်းရည်တစုံထက်ခတ်ပေးပြီးကျွန်တော်ရှိမှချပေးခဲ့ပါတယ်ဟင်းရည်နည်းနည်းထပ်တောက်လိုက်ပါအောင်အစာချေဖြတ်ရမှာအထောက်ကူဖြစ်တာပေါ့ဖူရန်ရန်ကကျွန်တော်စုံကိုပြန်ယူပြီးတောက်တုံးလိုက်တော့မှပဲကျေနပ်စွာအကြည့်တွေကိုရွှေ့ဆိုင်လိုက်ပါတယ်ထမင်းစားပြီးတော့ကျွန်တော်အိတ်ခန်းစီပြန်လာခဲ့လိုက်တယ်ကတင်ပေါ်မှာလှဲလျောင်းရင်းရင်ထဲမှာမချိမဆန့်ခံစားနေရတာပါ9ရက်ကြာရင်ဖူရန်ရန်ကကျွန်တော်ကိုမြို့တော်စီပြန်ခေါ်သွားတော့မှာပါငါ့ကိုစောင့်ကြိုနေတာဘာတွေများဖြစ်မလဲဆိုတာမသိနိုင်တော့ပါဘူးဒီရက်ပိုင်းအတွင်းဖူရန်ရန်ကကျွန်တော်နားကနေခြေတလန်းမှမခွာပဲစောင့်ကြည့်နေတာမလို့ထွက်ပြေးဖို့အခွင့်အရေးလုံးဝမရခဲ့ပါဘူးငါထွက်ပြေးရမယ်ငါမဖြစ်မနေထွက်ပြေးမှရမယ်ငါမကျေနပ်ဘူးငါ့ကိုတိတ်ချစ်ခဲ့တဲ့မိဘတွေကဘာလို့ရုတ်တရက်ပြောင်းလဲသွားရတာလဲဆိုတာကိုမရှင်းပြရသေးဘူးဖူရန်ရန်ရဲ့အချစ်ဦးကဘလောက်အထိတော်နေလို့သူမကဒီလောက်အထိမမေ့နိုင်ဖြစ်နေရတာလဲဆိုတာကိုလည်းမသိရသေးဘူးငါမကျေနပ်သေးဘူးဖူရန်ရန်ကအခန်းထဲဝင်လာပြီးကျွန်တော်ငေးမိုင်နေတာကိုမြင်တော့မေးလိုက်ပါတယ်အာချန်မင်းဘာတွေစဉ်းစားနေတာလဲအတွေးတွေပြတ်တောက်သွားတာကြောင့်ကျွန်တော်မျက်လုံးဖွင့်ပြီးသူမကိုစိုက်ကြည့်လိုက်တယ်ဘာမှမဟုတ်ပါဘူးဖူရန်ရန်ကကျွန်တော်စကားပြန်ပြောတာကိုတွေ့ရတော့မှပဲမသိစိတ်ကနေဝမ်းသာအားရဖြစ်သွားခဲ့ပါတယ်အာချန်ထပ်မပြေးပါနဲ့တော့နော်မင်းပါလို့ချင်းလဲပြောငါအကုန်ရအောင်ယူပေးပါမယ်
ဒီလိုစကားတွေကိုကြားရလုံးလို့နားထဲမှာတောင်ကြီးတွယ်နေပါပြီစကလုံးတွေကိုရင်ထဲရောက်အောင်နားထောင်တာကတပိုင်းယုံတာမယုံတာကတော့အခြားတစ်ပိုင်းပေါ့အရင်တုန်းကဆိုရင်တော့ဒီလိုစကားတွေကြောင့်ဝမ်းသာအားရဖြစ်မိပြီးဖူရန်ရန်ကငါ့ကိုလုံးဝခွဲမရအောင်ချစ်နေပြီလို့ထင်ခဲ့ပူတာပါအခုတော့အရန်ရည်ချင်းစရာကောင်းတယ်လို့ပဲခံစားရတော့တယ်သူမရဲ့စကားတွေကိုရိုးရိုးရှင်းရှင်းနားထောင်လိုက်ရုံပါပဲအရင်ကငါပဲရိုးလုံးလို့အတီပေါက်တကယ်ယုံခဲ့မိတာကျွန်တော်မှအိတ်ချင်စိတ်လုံးဝမရှိပါဘူးခဏမျှငေးမိုင်နေပြီးမှထထိုင်ကတယောက်ထိုင်ဆိုဖာပေါ်မှာကွေးကွေးလေးထိုင်ရင်သတင်းတွေရှောက်ကြည့်နေလိုက်တယ်အိတ်မပြောဘူးလားဖူရန်ရန်ကမအိတ်ခင်အချိန်ဆိုရင်ကျွန်တော်ရဲ့လှုပ်ရှားမှုတိုင်းကိုအမြဲတမ်းချက်ချင်းရိပ်မိတတ်တာပါသူမပါထထိုင်မှုပြင်းနေတာကိုတွေ့တော့ကျွန်တော်အလောတကြီးပြောလိုက်မိတယ်ငါ့ကိုဂယုစိုက်မနေနဲ့မင်းပါတာမင်းဆက်အိတ်ပါဖူရန်ရန်ကနှက်ခမ်းလေးဆူလိုက်ပြီးဝမ်းနေစရာမကင်းတဲ့အမူအရာနဲ့ယောက်ျားပေးနာမှာမရှိရင်ငါအိတ်မပြောဘူးလို့ပြောရှာပါတယ်ကျွန်တော်ရင်ဘတ်ထဲကမငြိမ်မသက်ဖြစ်နေတဲ့နှလုံးခုန်တန်ကိုထိန်းချုပ်လိုက်ပြီးကတင်ပေါ်ပြန်တက်သွားခဲ့လိုက်တယ်ဖူရန်ရန်ရဲ့နှက်ခမ်းဆုံးတွေကွေးတက်သွားပြီးအနာတူလာကကျွန်တော်လေပင်ကိုတိုင်းဖက်လိုက်ပါတယ်ယောက်ျားကတကယ်ကိုကောင်းတာပဲကျွန်တော်ကတော့ပြဿနာတွေထပ်မတိုးချင်ရုံပါပဲသို့မဟုတ်ငါထပ်ပြေးချင်နေပြီလို့သူမကိုအထင်မလွဲစေချင်ရုံတက်တက်ပါအခန်းထဲမှာထပ်မံအမှောင်ကျသွားခဲ့ပါတယ်ကျွန်တော်ဖုန်းလင်းရောင်ကိုအနေဆုံးအထိရှော့ချလိုက်ပြီးမှ1မီတာစုရုတ်တရက်အပြောင်းလဲဖြစ်သွားတဲ့သတင်းကိုတွေးလိုက်ရတာပါအချိန်ကလွန်ခဲ့တဲ့2ရက်ကဖြစ်ပြီးကျွန်တော်ထွက်ပြေးခဲ့တဲ့နေ့ကလေးကပါပဲဖူရန်ရန်ငါမင်းကိုဘယ်လိုလုပ်ရမလဲကြံတဲ့ရပိုင်းတွင်းမှာတော့ကျွန်တော်အလုပ်တွေမနာမလတ်ရှုပ်နေခဲ့ပါတယ်နောက်ဆုံးနေ့မှာတော့မူလကဘာအစီအစဉ်မှမရှိခဲ့ပေမဲ့လီရှောင်းယူရဲ့တငယ်ချင်းချင်းရှင်းကချင်းတောင်းလာငားတာနဲ့တိုက်ဆိုင်သွားခဲ့ပါတယ်ရှောင်းယူငါ့ကိုချင်းတောင်းတစ်လုံးလောက်ငှားပါဦးတောသီးသွားကူးမလို့ကျွန်တော်စိတ်ပါဝင်စားနေတာကိုတွေ့တော့သူမကဝမ်းသာအားရဖိတ်ခေါ်လာခဲ့ပါတယ်ရုပ်ချောလေးအတူတူသွားရအောင်လေကျွန်တော်လည်းဝမ်းသာအားရသဘောတူလိုက်တယ်သူမကဆိုင်ကယ်ပေါ်ထိုင်ရင်ကျွန်တော်ကိုလက်လန်းပြလိုက်ပါတယ်နေရာကနည်းနည်းဝေးတယ်သုံးမီးဆိုင်ကယ်စီးသွားရမှာကျွန်တော်ဆိုင်ကယ်အရှိမထိုင်လိုက်ရုံရှိသေးဖူရန်ရန်ရဲ့ဖြူဆုပ်ဆုပ်လက်ကလေးကကျွန်တော်စီလှမ်းလာခဲ့ပါတယ်မင်းမလိုက်မလို့လားကျွန်တော်စကားကိုကြားတော့ဖူရန်ရန်ကမကြေမနက်နဲ့နှက်ခမ်းလေးဆူလိုက်တာပေါ့ဘာလို့လဲဆိုပြီးရေရိုးရင်အနောက်ကနေတွန်းတက်လာကကျွန်တော်ဘေးနားမှာဝင်ထိုင်လိုက်ပါတော့တယ်တောသီးတွေကအရန်တီးနေပြီးအဝေးကလေးကအနီအောင်ထိခင်းကြီးကိုအထင်းသားမြင်တွေ့နေရတာပါဆိုင်ကယ်ရက်တန့်သွားချိန်မှာတောင်ပေါ်လန်းရိမ့်ထွက်မှုကြောင့်ကျွန်တော်နည်းနည်းပြုတ်အန်ကျင်လာခဲ့တယ်ဖူရန်ရန်ကစိုးရိမ်တကြီးနဲ့ချောကလက်ကိုကျွန်တော်ပါဆက်ထဲအတင်းထိုးထည့်ပေးရင်ငါပြောသားပဲလိုက်မလာနဲ့ဆိုတာကိုလို့မာနာကြီးစွာပြောလိုက်ပါတယ်ကျွန်တော်သူမကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်ပြီးလက်ထဲကချင်းတောင်းကိုဆွဲယူကချင်းရှင်းရှိရာစီလျှောက်သွားခဲ့လိုက်တယ်ငါတို့နှစ်ယောက်ဖင်နွှဲနေတဲ့အချိန်မှာပဲချင်းရှင်းဘက်မှာတော်တော်များများခူးပြီးသွားခဲ့ပါပြီဒီတောသီးတွေကချုံမြင်မှုမြင်မာပြီးအကြီးလဲရှုံးတာမလို့ဒီအတိုင်းစားလို့ရတယ်လို့ဖြော်ရည်ဆက်ထဲထည့်ကြိတ်တာဖြစ်ဖြစ်အချိုပွဲလုပ်တာဖြစ်ဖြစ်အဆင်ပြေပါတယ်ချင်းရှင်းကစနာကငါတို့နှစ်ယောက်ရဲ့အပြုမှုကိုကြည့်ပြီးစိတ်ထဲကနေသဘောပေါက်သွားခဲ့ပါတယ်တေးချပါတယ်စိတ်ကောက်နေကြတဲ့ချစ်သူစုံတွဲလေးတွေပါပဲသူမကခဏမျှရှောင်ပေးဖို့ပြင်လိုက်ပေမဲ့ကောင်းကင်မီပုံပွဲတုန်းကပေးခဲ့တဲ့နှင်းစီပန်းကိုရုတ်တရက်တတိယသွားတာကြောင့်ခြေလမ်းတွေချက်ချင်းရက်တန့်သွားခဲ့ရတယ်မဖြစ်ဘူးတေချာရှင်းပြရမယ်မဟုတ်ရင်အခြားသူတွေကိုအခက်တွေ့စေလိမ့်မယ်ကျွန်တော်ချင်းရှင်းစီကနေလက်အိတ်နဲ့ကက်ကြီးငါးပြီးတာနဲ့သူမကစကားဆက်လိုက်ပါတယ်အဲ့ဒီနေ့ကောင်းကင်မီပုံပွဲတုန်းကပေးခဲ့တဲ့နှင်းစီပန်းကလေကျွန်တော်စက္ကန့်ပိုင်းများကြောင်သွားပြီးမှခေါင်းကိုကမန်းကရန်ညှိပြလိုက်တဲ့ဘေးနာကဖူရန်ရန်ကတော့အကုန်လုံးကိုအသေးချာကြားလိုက်ရတာပေါ့ကျွန်တော်လက်အိတ်နှစ်စုံနဲ့ကက်ကြီးနှစ်ချောင်းယူလာပြီးဖူရန်ရန်စီလှမ်းပေးလိုက်တယ်ငါခုနကတလုံးစမြည်ကြည့်ပြီးပြီအရန်ချိုတာပဲငါတို့အများကြီးပုတ်ခူးကြရအောင်အိမ်ပြန်ရောက်ရင်ချင်းရီတို့ကိုလည်းကြွေးရအောင်လေအာချန်ကအိမ်ပြန်ယူသွားမယ်လို့ပြောတာမလို့ထွက်ပြေးတော့မှမဟုတ်ဘူးဆိုတာတေချာသွားခဲ့ပါပြီတစ်ခက်တွေမှာစူပါတက်တယ်ဂယုဆိုင်အောင်တော့ဖူရန်ရန်ကဝမ်းသာအားရခေါင်းညှိလိုက်ပါတယ်ငါယောက်ျားကတကယ်ကိုအလိုက်တိတာပဲငါတို့နှစ်ယောက်ဖြည်းဖြည်းချင်းခူးဆွပြီးအေကေဟာစီပြန်လာခဲ့ကြပါတယ်ချင်းရှင်းကတောတီးချင်းတောင်းတလုံးကိုကျွန်တော်စီထပ်မံဝေမျှပေးခဲ့သေးတာပါရပါတယ်အာမနာပါနဲ့တော့ဖူရန်ရန်ကအယူလိုပြုံးနေတဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်ရင်ထဲမှာနည်းနည်းမကင်းမတန်ဖြစ်လာခဲ့ပါတယ်ကျေးဇူးပါပဲဒါဆိုရင်ငါအာမနာတော့ဘူးနော်ဖူရန်ရန်ကမတိမတာမနာလို့ဖြစ်နေခဲ့ပြီးရှင်းရှင်းထွက်သွားတော့မှပဲအနာတို့လာကကျွန်တော်ကိုဖတ်လိုက်ပြီးရင်ခွင်ထဲတိုးဝင်လာခဲ့ပါတယ်အာချန်သူမမင်းကိုသဘောကျနေတာကိုမင်းမရိပ်မိဘူးလားကျွန်တော်အံ့အားသင့်သွားရတယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကျွန်တော်ရဲ့တုံးအပုံစံကိုကြည့်ပြီးဖူရန်ရန်ကဝမ်းသာအားရပြုံးပြီးသွားခဲ့ပါတယ်ဒါဆိုအာချန်ကရောငါမင်းကိုသဘောကျနေတာကိုရိပ်မိရဲ့လားကျွန်တော်ရင်ခုန်တန်တွေကမြန်ဆန်လာခဲ့ရပါတယ်ဖူရန်ရန်ကငါ့ကိုသဘောကျတယ်လေလားညာဟုတ်တာပေါ့သူမကငါရဲ့ဒီမျက်နှာကိုသဘောကျတာလေသူမရဲ့အချစ်ဦးရဲ့အရေးရောင်တွေရှိနေတဲ့ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသဘောကျတာလေကျွန်တော်တိတ်ဆိတ်နေမိပြီးဘာပြန်ဖြစ်ရမှန်းမသိခဲ့ပါဘူးကျွန်တော်စီကပြန်လဲတုတ်ပြန်မှုကိုမရရှိတော့မှပဲဖူရန်ရန်ရဲ့မျက်ဝန်းထဲကအလင်းရောင်တွေစစ်စစ်ကျပြတ်သွားခဲ့ရပါတယ်အာချန်ကငါ့ကိုတကယ်ပဲမချစ်တာပါပဲငါစောစောစီးစီးခံမှန်းထားခဲ့တဲ့နာဘာလို့များအတင်းမင်းများနေမိရတာလဲဒါပါမဟုတ်ပဲကိုအဆက်ကွဲအောင်လုပ်နေတာမဟုတ်ဘူးလားထားလိုက်ပါတော့အာချန်ကငါ့ကိုမချစ်ရင်လည်းဘာဖြစ်လဲငါသူ့ကိုချစ်နေရင်ရပါပြီလက်ထပ်ထားတာ2နှစ်နီးပါးရှိနေပြီပဲမချစ်ကြလဲအေးအေးဆေးဆေးပေါင်းတင်နေကြတာပဲမဟုတ်လားအနည်းဆုံးတော့အခွင့်အရေးရရင်သူကငါ့ကိုချစ်တယ်လို့ပြောပေးသေးတာပဲဒါဆိုရင်ပဲလုံလောက်ပါပြီအမျိုးအမည်မသိတဲ့စကားဝိုင်းကဒီမှာတင်အဆုံးသက်သွားခဲ့ပြီးညီသူများထပ်မံမဖော်ထုတ်ကြတော့ပါဘူး
ကျွန်တော်အိတ်ချို့ကိုရှာဖွေပြီးလက်ဆောင်ပေးမဲ့တစ်တီးတွေကိုတေချာခွဲခြားထုတ်ပိုးလိုက်တယ်ပြီးတော့လင်းစီစီကနေယူလာတဲ့ငါးချောက်တွေကိုလည်းတတိယသွားခဲ့တယ်ငါးချောက်တွေလည်းတော်တော်များတာကြောင့်ချင်းယူတို့စီပေးလို့ရတာပဲသူမကငါးစားရတာကြိုက်တယ်လို့ငါမှတ်မိနေတာကိုဖူရန်ရန်ကကျွန်တော်နဲ့အတူပစ္စည်းတွေကိုထုတ်ပိုးပေးရင်ကျွန်တော်ရဲ့မာတန်းချွေနေတဲ့အတန်ကိုကြားရတော့အကြောင်းရင်းမရှိပဲရင်ထဲမှာစိုးရိမ်လာခဲ့ပါတယ်အာချန်အိမ်ပြန်ရောက်ရင်မင်းဘာသာမင်းသွားပေးပါငါမမှတ်မိဘူးကျွန်တော်ခေါင်းကုန်းလိုက်ပြီးအတန်ကတက်နိုင်သမျှလေးလံစွာထွက်ပေါ်လာခဲ့ပါတယ်ငါလီရှောင်းယူစီသွားပြီးစာရွက်လေးတောင်းလိုက်မယ်ရေးမှတ်ထားမှရမယ်ဖူရန်ရန်ကကျွန်တော်ရဲ့မတင်ကားစရာအမူအရာကိုရိပ်မိသွားပြီးမော့ကြည့်လာခဲ့ပါတယ်အာချန်မင်းဒါဘာသဘောလဲသူမရဲ့တန်တရားဖြစ်နေတဲ့အကြည့်တွေနဲ့စုံတွေ့လိုက်ရတော့မှပဲကိုလွန်ကဲသွားမှန်းတတိယသွားခဲ့ရပါတယ်လက်ထဲကအိတ်ကိုခက်မြင်မြန်လေးပုတ်တက်ရင်စိတ်လှုပ်ရှားမှုကိုဖုံးကွယ်လိုက်တယ်ငါကမနှက်ဖြန်မေးသွားမှဆိုလို့ပါပြီးတော့မင်းလည်းငါနဲ့အတူကူပေးရမှာလေခဏမြတိတ်ဆိတ်သွားပြီးမှကျွန်တော်ထပ်မံပြောလိုက်တယ်ဖူရန်ရန်ရဲ့တန်တရားကိုပြေပြောက်စေဖို့ကြိုးစားလိုက်တာပါဒါပေမဲ့လည်းအများကြီးမဟုတ်ပါဘူးငါဘာသာငါသွားပေးလဲရပါတယ်မင်းကဒီလောက်အလုပ်ရှုပ်နေတာကိုဖူရန်ရန်ကကျွန်တော်ရဲ့လက်မောင်းကိုတတလေးတွေဖက်လိုက်ပါတယ်အာချန်မင်းငါကိုလိမ်မထားတာကောင်းမယ်နော်ကျွန်တော်ရင်ထဲမှာကနာမငြိမ်ဖြစ်သွားပြီးခေါင်းကိုတတလေးငိမ့်ပြလိုက်တယ်မလိမ့်ပါဘူးကျွန်တော်ရဲ့ဒီလိုပုံစံကိုကြည့်ရင်ဖူရန်ရန်ရဲ့ရင်ထဲမှာတော့ပုံမိုဆိုးရင်ပူပန်မှုတွေတိုးပွားလာခဲ့ရပါတယ်သူမကခြေဖျားထောက်ပြီးကျွန်တော်စီတိုးကပ်ဖို့ကြိုးစားပေမဲ့ကျွန်တော်ကကိုမတိမတာအตาလေးရှောင်လွှဲလိုက်တယ်ဖူရန်ရန်ရဲ့စိတ်တွေရှုပ်ထွေးသွားပြီးဘာစကားမှဆက်မပြောတော့ပါဘူးတကောင်းကျော်အချိန်ထိစောင့်ဆိုင်ရင်နိုင်လက်တန်ကမနက်အစောပိုင်းရောက်သွားတော့မှပဲသူမဟာတရားဝင်ခွင့်ရရတယ်လို့ကျွန်တော်ရဲ့နှက်ခမ်းတွေကိုလာရောက်နှမ်းရှိုက်ခဲ့ပါတယ်ကျွန်တော်အုတ်ထုတ်ကိုဖယ်လိုက်ပြီးမောပတ်မှုဇဝေဇဝါဖြစ်မှုတွေနဲ့သူမကိုစိုက်ကြည့်နေမိတယ်သူမကနည်းနည်းမလုံးမလဲဖြစ်သွားတဲ့ပုံစံနဲ့အာချန်ဆက်အိတ်တော့မနက်ဖြန်စောစောပြန်ကြရမယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ရုတ်တရက်ဘာမှမပြောနိုင်တော့ပဲကိုလှည့်ကဆက်အိတ်နေလိုက်တော့တယ်ဖူရန်ရန်ပြောတဲ့စောစောဆိုတာကောင်းကင်တောင်လုံးဝမလင်းသေးတဲ့မနက်အစောကြီးဖြစ်နေလိမ့်မယ်လို့ကျွန်တော်ထင်မထားခဲ့ပါဘူးအိတ်ချင်စိတ်တွေလွန်ကဲနေတော့မှပဲသူမကကျွန်တော်ကိုလာနိုးခဲ့တာပါကျွန်တော်စိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုကုတ်ခဲ့ရင်ဂရင်ဘော်ကနေထထိုင်လိုက်တယ်အချိန်ကစောသေးပေမဲ့မြို့ပြလေးတွေကလူတွေကတော့အပြင်ထွက်ပြီးအလုပ်လုပ်ဖို့ပြင်ဆင်နေကြပါပြီလီရှောင်းယူရဲ့အတန်ထွက်ပေါ်လာပြီးမနက်စာစားတောက်ပြီးချိန်မှာတော့နည်းနည်းပင်ပန်းနွမ်းနယ်နေတဲ့ချန်ချန်ကလမ်းဘေးမှာစောင့်ဆိုင်နေတာကိုတွေ့လိုက်ရတဲ့ဖူရန်ရန်ကသူမကိုအေးဆက်စွာတစ်ချက်ကြည့်လိုက်ပါတယ်သတင်းပေါက်အပြင်ဘက်မှာအနောက်ကိုကြံရစ်ခဲ့တဲ့မြို့ပြရဲ့လမ်းဘေးရှုခင်းတွေကိုကြည့်ရင်ရင်ထဲမှာခန်းစားချက်ပေါင်းစုံရောထွေးလို့နေခဲ့ပါတယ်ဖူရန်ရန်ကကျွန်တော်ဘေးနားစီမတိမတာတိုးကပ်လာတာကြောင့်ကျွန်တော်သူမစီလှည့်ကြည့်လိုက်တယ်မင်းမငါ့ကိုမြို့တော်စီအတင်းအဓမ္မပြန်ခေါ်သွားဖို့အခွင့်အရေးအစိုးကြီးတွေကရှိနေတာပဲကိုဘာလို့ငါနဲ့အတူဒီတစ်ပတ်လုံးအချိန်ဖြုံးနေခဲ့ရတာလဲဖူရန်ရန်ကကျွန်တော်ရဲ့အင်ဂျီလက်စ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်လိုက်ပြီးဝမ်းနေတဲ့အတန်လေးနဲ့ပြောရှာပါတယ်ငါမင်းကိုအတင်းကြပ်မလုပ်ချင်လို့ပါမဟုတ်ရင်မင်းတစ်သက်လုံးငါ့ကိုထပ်မတွေ့ချင်တော့မှဆိုလို့ယာယီဘီလာအိမ်စီရောက်တဲ့အထိလမ်းတစ်လျှောက်လုံးလှုပ်ခါနေခဲ့ပြီးဖူရန်ရန်ကကျွန်တော်ဘေးမှာဝင်ထိုင်လိုက်ပါတယ်အာချန်မင်းကကိုချင်းရှုဟန်ရဲ့အစားထိုးရုပ်သေးရုပ်လို့ပဲအမြဲတမ်းသတ်မှတ်ထားတာမဟုတ်လားကျွန်တော်မျက်လုံးစိုက်ကြည့်ရင်ခါတီတီပြုံးလိုက်မိတယ်မဟုတ်ရင်ရောဘာဖြစ်ရမှာလဲမင်းရဲ့မမေ့နိုင်တဲ့အချစ်ဦးကမကြခင်တိုင်းပြည်ကိုပြန်ရောက်တော့မှာပဲငါဒီမှာကြံခဲ့တာကပိုနေတဲ့အရာပဲမဟုတ်လားငါငငယ်တုန်းကမတိနားမလဲခဲ့လို့သူ့ကိုခဏမျှသဘောကျခဲ့ဘူးတာပါယောက်ျားနဲ့မိန်းမအချစ်မျိုးလုံးဝမရှိခဲ့ပါဘူးမင်းနဲ့မင်္ဂလာဆောင်ပြီးတဲ့အခါမှာလဲမင်းအနေနဲ့ကြုံရမှာဆိုလို့ပဲစောင့်ကြည့်ခဲ့တာပါလက်ပတ်ပေါ်ကတီနေရပြစနစ်ကအရေးပေါ်အကာအကွယ်အတွက်ပါစောင့်ကြည့်ဖို့မဟုတ်ပါဘူးလက်ပတ်ကိုချိပေးခဲ့တဲ့အဖိုးကငါရဲ့အတီဟောင်းတစ်ယောက်ပါမင်းဖြုတ်ချင်တဲ့အချိန်မရွေးဖြုတ်ပေးဖို့ငါသူ့ကိုအထူးမှထားခဲ့တာပါကျွန်တော်ကြောင်သွားရပြီးရင်ထဲမှာကြာရှည်စွာပြပြနေခဲ့တဲ့အထင်လွဲမှုတွေကချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ရပါတယ်နောက်တနေ့မနက်မှာတော့ဖူရန်ရန်ကကျွန်တော်ကိုချူမီသားစုအိမ်စီတိုက်ရိုက်ပြန်ခေါ်သွားခဲ့တယ်အိမ်ထဲဝင်လိုက်တာနဲ့ချူနဲ့အိမ်ထိန်တို့ပူပေါင်းပြီးအဖိုးရဲ့အမွေနှစ်တွေကိုမတရားရယူဖို့စူးစမ်းနေတာကိုရောအတူပြုလုပ်ထားတဲ့တပ်တွေနဲ့အမှန်မှလှည့်ဖျားနေတာကိုပါတိုက်ဆိုင်ဖမ်းမိသွားခဲ့ပါတယ်စောင့်ကြည့်ကင်မရာမှတ်တမ်းထဲမှာတော့အရင်တုန်းကအိမ်ထိန်ကတမင်တကအထင်လွဲအောင်ဖန်တီးခဲ့တာတွေနဲ့ချူကကြားထဲကနေတွေးထုတ်ပေးခဲ့တဲ့ဖြစ်စဉ်တစ်ခုလုံးကိုအပြည့်အဝမှတ်တမ်းတင်ထားခဲ့တာပါမိမိကကျွန်တော်ကိုကြည့်ပြီးမျက်ရည်ကျလျက်အာချန်ပါနဲ့မမတို့တတိလက်လွတ်ဖြစ်သွားခဲ့တာပါအခြားသူတွေစကားကိုမှားယုံမိလို့တားကိုဒီလောက်နှစ်တွေအများကြီးမတရားခံစားစေခဲ့ရတာလို့ပြောရှာပါတယ်ချူရဲ့မျက်နှာကဖြူဆုပ်သွားပြီးဆက်လက်ဆင်ခြေပေးခြင်းနေသေးပေမဲ့တက်ဆိုင်ရာတက်တွေကိုရဲတပ်ဖွဲ့စီပေးပို့ပြီးသားဖြစ်နေပါပြီသူမနဲ့အိမ်ထိန်ဟာမဟာပမာဏရှိတဲ့မိသားစုပစ္စည်းတွေကိုမတရားရယူမှုနဲ့တရားဥပဒေအရပြစ်ဒဏ်ခတ်ခံခဲ့ရပြီးမတရားရယူထားတဲ့ပိုင်ဆိုင်မှုအလုံးကိုပြန်လည်ပေးအပ်ခဲ့ရပါတယ်အဖိုးချန်ထားရစ်ခဲ့တဲ့ရှယ်ယာတွေနဲ့အိမ်ယာပိုင်ဆိုင်မှုအလုံးလည်းကျွန်တော်စီလုံးဝပြန်လည်ရောက်ရှိလာခဲ့ပါတယ်ချူမီသားစုရဲ့ကိစ္စတွေကိုရှင်းလင်းပြီးနောက်မှာတော့ကျေးဇူးတင်စကားပြောကြဖို့မြို့ပြလေးစီအထူးတွားရောက်ခဲ့ကြပါတယ်လီရှောင်းယူကပြုံးရွှင်စွာနဲ့အချောက်လန်းထားတဲ့တော်တီချင်းတောင်းကိုလှမ်းပေးရင်းနင်တို့နှစ်ယောက်စိတ်ချင်းဆက်နွယ်နေတာကိုမြင်တွေ့ရတာဝမ်းသာပါတယ်အေးစစ်ပေါင်းတင်သွားကြပါလို့ဆုတောင်းပေးခဲ့တယ်လီဖေးကလည်းကျွန်တော်ပခုံးကိုပုတ်ရင်းနောက်ပိုင်းအားရင်မြို့ပြလေးစီခဏလာပြီးတပ်ပုံရိုက်အနားယူပါဦးလို့ဖိတ်ခေါ်ခဲ့ပါတယ်လင်းစီရဲ့အဖွားကလည်းစိတ်အေးစေမဲ့ဆေးအိတ်လေးပေးရင်းနှစ်တိုင်းဘေးကင်းကျန်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်မြို့တော်စီပြန်ရောက်တဲ့အခါမှာတော့ဖူရန်ရန်ကမလိုအပ်တဲ့အခန့်ပွဲတွေကိုပယ်ဖျက်လိုက်ပါတယ်ငါတို့နှစ်ယောက်ဝရန်တာမှာထိုင်ပြီးလေငင်းခံနေစဉ်မှာကျွန်တော်သူမရဲ့လက်ကိုစတင်ဆုပ်ကိုင်းလိုက်တယ်ရန်
အရင်တုန်းကငါရဲ့စိတ်ထားတည်တင်ခဲ့တာပါအစားထိုးရုပ်သေးရုပ်ဆိုတဲ့အတွေးထဲမှာပဲကိုပိတ်လောင်ထားပြီးအချိန်ချင်းထွက်ပြေးဖို့ပဲကြိုးစားခဲ့မိတယ်ဖူရန်ရန်ရဲ့မျက်ဝန်းတွေမြည်ရဲလာပြီးကျွန်တော်လက်ကိုပြန်လဲတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါတယ်ငါအမှားပါငါရဲ့ပိုင်ဆိုင်လိုစိတ်တွေပြင်းထန်လွန်းလို့မလိမ္မာတဲ့နီလန်းတွေနဲ့ပဲမင်းကိုထိန်းချုပ်ဖို့ကြိုးစားခဲ့မိတာပါမင်းကိုစိတ်ဆင်းရဲစေခဲ့မိတယ်ကျွန်တော်သူမစီလှည့်ကြည့်လိုက်ပြီးနောက်ပိုင်းထပ်မပြေးတော့ပါဘူးနောက်ပိုင်းဘယ်နေရာပဲရောက်မင်းနဲ့အတူတူပဲရှိနေခြင်းနဲ့လို့ပြောလိုက်တယ်နောက်ပိုင်းမှာတော့မိဘတွေကလည်းအရင်ကအမားတွေကိုစေတနာပြည့်နဲ့ပြန်လဲပေးဆက်ဖို့အိမ်စီမကြခဏလာရောက်ခဲ့ကြပါတယ်ကျွန်တော်လည်းချူမီသားစုရဲ့လုပ်ငန်းတွေကိုဖြည်းဖြည်းချင်းလက်လွှဲယူခဲ့ပြီးဖူရန်ရန်ရဲ့လုပ်ငန်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်အားလက်ချိန်တွေမှာတော့မြို့ပြလေးစီပြန်သွားပြီးတောတိခုလာတောင်ပေါ်တက်ပြီးဓာတ်ပုံရိုက်တာတွေကိုပြုလုပ်ခဲ့ကြတယ်မကောင်းတဲ့သူတွေအားလုံးလည်းထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံယူခဲ့ကြရပါပြီကျွန်တော်ကတော့အစားထိုးရုပ်သေးရုပ်ဆိုတဲ့အနှောင်ဖွဲ့တွေထဲကနေလုံးဝယုံထွက်နိုင်ခဲ့ပါပြီအထင်လွဲမှုတွေနဲ့တန်တရားတွေမရှိတော့ဘဲနောင်လာမဲ့နှစ်ပေါင်းများစွာမှာတော့ပြည်စုံစိတ်ဝင်လာတဲ့ပျော်ရွှင်စရာဘဝနေ့ရက်များကိုအတူတကွဖြတ်တန်းသွားကြတော့မှာဖြစ်ပါတယ်